တောင်ပေါ်ခေါင်းရီချိုမြမြတစ်ချိုင်လောက်တော့ရှင်အမောပြေဒါဟာလေချစ်ပြေရဲ့တလေးတစ်ခုပါရခိုင်ယုံမတောင်တန်းနဲ့စနေတဲ့ချင်းတောင်တန်းလက်တမ်းမြေမနီပူရာမျက်စီစဉ်နေရောက်ဆုံးပန်းများပွင့်ဘူးတဲ့ချီရှူချယ်ပြီးတောင်စလက်တွေတဘာဝအလားတွေပေါ်ထုတ်လင်းနေရခိုင်ယုံမတောင်တန်းနဲ့စနေတဲ့ချင်းတောင်တန်းကလတမ်းမြေမနီပူရာမျက်စီစဉ်နေရောက်ဆုံးပန်းများပွင့်ဖူးတဲ့ထိရှူချယ်ပြီးတောင်စလက်တွေတဘာဝအလားတွေပေါ်ထုတ်လင်းနေဒါဟာလေချင်းပြေရဲ့တလေးတစ်ခုပါတောင်ွယ်တွေကြောပြည့်ရင်တွာလာတဲ့ပြီးတဲ့ညတောင်ရသမားSamba, let it come like a samba. Do ya chinly toza, yinzi chinsane. Down walk we chomya nya, the child of Kamushi, a mopi, Tahale, Chimpie, the late Cuba.
ကုန်တည်ရှိဧည့်သည်တော်လူကြီးမင်းများရှင်ဂုဏ်ပြုခံပုဂ္ဂိုလ်များဖြစ်ကြသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်တီယူနှင့်ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းနယ်လွယ်တို့နှင့်အတူရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ခမ်းမအတွင်းသို့စတင်ရောက်ရှိလာပြီဖြစ်ပါရဲ့ရှင်လူကြီးမင်းများအနေဖြင့်မိမိနေရာမှအမတ်တရ၍ဂုဏ်ပြုကြိုဆိုပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါရရှင်ဟုတ်ကဲ့အားလုံးထိုင်နိုင်ပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဧည့်သည်တော်လူကြီးမင်းများနှင့်ဂုဏ်တည်ရှိလူကြီးမင်းများရှင်2016ခုနှစ်
မေလ29ရက်ရန်ကုန်မြို့ Novotel Hotel မှာကျင်းပပြုလုပ်တဲ့အခမ်းအနားကတော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်ထီယူနှင့်ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းလျံလွယ်တို့အားချင်းတိုင်းရင်းသားများမှဂုဏ်ပြုတဲ့ဂုဏ်ပြုမိတ်ဆုံညစာစားပွဲအခမ်းအနားပဲဖြစ်ပါတယ်ရှင်လေးစားရပါသောဧည့်သည်တော်များရှင်မျိုးချစ်ပုဂ္ဂိုလ်များခေါင်းဆောင်ကောင်းများဟာနိုင်ငံတကာနိုင်ငံလူမျိုးတစ်မျိုးတို့၏သမိုင်းများဖြစ်ကြပါတယ်ရှင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးမှလည်းချင်းတိုင်းရင်းသားများထဲမှနိုင်ငံတော်ဒုတိယသမ္မတနှင့်ချင်းပြည်နယ်ဝန်ကြီးချုပ်တာဝန်များထမ်းဆောင်ရန်ရွေးကောက်တင်မြှောက်ခံရခြင်းဟာမြန်မာနိုင်ငံတော်၏သမိုင်းချင်းလူမျိုးတို့၏သမိုင်းမော်ကွန်းကိုထွန်းတောက်ပြောင်းစေပြီးမော်ကွန်းမှတ်တမ်းတင်နိုင်ခဲ့ပါပြီရှင်ချင်းလူမျိုးတို့ရဲ့ဂုဏ်အသရေလည်းဖြစ်ပါတယ်ရှင်အဲဒါကြောင့်ချင်းတိုင်းရင်းသားများထဲမှရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်ထီယူနှင့်ချင်းပြည်နယ်ဝန်ကြီးချုပ်တို့အားချင်းတိုင်းရင်းသားတို့၏ဓလေ့ထုံးစံအရာဝမ်းမြောက်ဂုဏ်ယူစွာဖြင့်ဂုဏ်ပြုရခြင်းပဲဖြစ်ပါရဲ့ရှင်ဧည့်သည်တော်များရှင်အခမ်းအနားသို့ကြွရောက်အားပေးပါသောလေးစားအပ်ပါသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်ထီယူနှင့်ဇနီးမိသားစုဝင်များအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဘဘဦးတင်ဦးနှင့်ဇနီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီးချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းလျံလွယ်နှင့်ဇနီးမိသားစုဝင်များရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများချင်းတိုင်းရင်းသားရေးရာဝန်ကြီးများလွှတ်တော်အမတ်များငြိမ်းချမ်းရေးမှူးများအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ sponsors များမြို့နယ်အသီးသီးမှတက်ရောက်လာကြသောချင်းတိုင်းရင်းသားများဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးကိုကြိုဆိုနှုတ်ခွန်းဆက်တာအပ်ပါရရှင်ကျမမတ်ဂိုးဒန်ဖြစ်ပါရရှင်အခုဆက်လက်ပြီးအခမ်းအနားအစီအစဉ်များကိုတင်ပြသွားပါမယ်ရှင်ကြွားရောက်ခြင်းဖြင့်ရောက်ရှိလာနိုင်ပါသောမြန်မာနိုင်ငံဒုတိယသမ္မတနှင့်တကွမိသားစုဝင်များရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် NLD အဖွဲ့ချုပ်နာယကချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများဖိတ်ကြားထားတဲ့ဂုဏ်သရေရှိလူကြီးမင်းများရှင်ကျမဆရာမစုံစည်းမောင်မှအခမ်းအနားများကိုကြိုတင်ကြေညာခွင့်ပြုပါရှင်နိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်ထီယူနဲ့ဂုဏ်ပြုမိတ်ဆုံညစာစားပွဲအခမ်းအနားအစီအစဉ်အခမ်းအနားအစီအစဉ်1အခမ်းအနားဆက်ကပ်ဆုတောင်းခြင်းအစီအစဉ်2အဖွင့်အမှားစကားပြောကြားခြင်းအစီအစဉ်3ဂုဏ်ပြုအမှားစကားပြောကြားခြင်းအစီအစဉ်4ဂုဏ်ပြုအမှားစကားပြောကြားခြင်းအစီအစဉ်5လူထုကိုယ်စားမှစကားပြောကြားခြင်းအစီအစဉ်6လူထုကိုယ်စားလှယ်မှစကားပြောကြားခြင်းအစီအစဉ်9ဒုတိယသမ္မတမှကျေးဇူးတင်စကားပြောကြားခြင်းနဲ့ဂုဏ်ပြုခြင်းအစီအစဉ်8ချင်းပြည်နယ်ဝန်ကြီးချုပ်မှကျေးဇူးတင်စကားပြောကြားခြင်းနဲ့ဂုဏ်ပြုခြင်းအစီအစဉ်9လက်ဆောင်များပေးအပ်ခြင်းအစီအစဉ်10ချင်းပြည်နယ်ဝန်ကြီးချုပ်အားဂုဏ်ပြုခြင်းအစီအစဉ်17ဝန်ကြီးများနှင့်လွှတ်တော်ကိုယ်စားလှယ်များအားလက်ဆောင်များပေးအပ်ခြင်းအခြေချင်း12ကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်73ညနေစာအတွက်ဆုတောင်းဆက်ကပ်ခြင်းနှင့်အစီအစဉ်14အခမ်းအနားအပိတ်ဆုတောင်းခြင်းတို့ဖြစ်ပါကြောင်းကြိုတင်အသိပေးပါရစေရှင်ကျေးဇူးတင်ပါတယ်ရှင်ကြွရောက်အားပေးလာကြသောဂုဏ်သရေရှိလူကြီးမင်းများနှင့်ဧည့်သည်တော်များရှင်ဒီကနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယသမရဦးဟင်နရီဗန်တီယိုနှင့်ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းလျံလွယ်တို့အားချင်းအမျိုးသားကိုယ်စားလှယ်များမှတွေ့ဆုံပွဲဂုဏ်ပြုပွဲနှင့်ညစာစားပွဲအခမ်းအနားစီစဉ်စတင်ကြောင်းကြေညာပါစီရှင်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အခမ်းအနားအစီအစဉ်နံပါတ်1အရာအခမ်းအနားအားဆုတောင်းဆက်ကပ်ပေးပါရန်ချင်း United ဘောလုံးအသင်းပိုင်ရှင် Reverend Dr. James Lian Sai အားစေမြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်ခန္ဓာတဲ့ဆုတောင်းဆက်ကကြပါစို့ကဘာသူကဘာသားများနဲ့အတူတကွအမိမြန်မာနိုင်ငံမှာမိတင်းနေထိုင်ကြကုန်သောလူမျိုးအပေါင်းတို့နဲ့အတူတကွကျွန်တော်မျိုးတို့ချင်းလူမျိုးများကိုပါချစ်ရွယ်မကုံမဆုံးနိုင်သောမေတ္တာအားဖြင့်ချီးမြှောက်တော်မူသောမြတ်လာစွာသောနာနာတကုစီမပါဗျာယနေ့ကျွန်တော်မျိုးတို့ပြည်တော်စုသမ္မတမြန်မာနိုင်ငံ၌ချင်းလူမျိုးများထဲမှဒုသမ္မတအဖြစ်ဦးဟင်နရီဗန်တီယိုပြည်သူလူထုမှတခဲနဲ့ရွေးကုတ်တင်မြှောက်ခြင်းအပြင်တယောက်ချင်းနဲ့တူတကွာလာတူပဲပြည်သူလူထုမှတခဲနဲ့ရွေးကုတ်တင်မြှောက်ခြင်းအပြင်ချီးမြှောက်ခြင်းကံတော်ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းလျံလွယ်တို့အတွက်ကိုရောကိုကျေးဇူးတင်ပါ၏ဤအမှုသည်ကိုရောဖျားပြုသောမှုများဖြစ်ပါ၏ပါဗျာဤအမှုကိစ္စမှာကျွန်တော်မျိုးတို့ဒီချင်းလူမျိုးများတစီတလုံးတည်းနဲ့တလုံးတိုးဝတဲ့နဲ့ဝမ်းမြောက်ကြောင်းပြသတဲ့အနေနဲ့အတူတကွမာစကားပြောခြင်းလက်ဆောင်ပစ္စည်းများလဲလှယ်ပြုလုပ်ခြင်းနဲ့တူတကွကျွန်တော်မျိုးတို့ဒီပြုရမယ်တောင်းလျှောက်မယ်စုကျေစုပတနာများအားလုံးကိုကိုရောဗျာရှိတော်မူ၌အမဒါမလက်ခံပွေကောင်းသောရစ်ကောင်ကဲ့သို့လက်ခံပေးတော်မူပါယနေ့လူအမျိုးကျွန်တော်မျိုးတို့ဒီဒုသမရဦးဟင်နရီဗန်တီယိုနဲ့တူတကွချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းလျံလွယ်တို့တာမကပဲသူတို့နဲ့ထပ်တူတမ်းမြရောက်ရှိလာကြတော့ကျွန်တော်တို့ရဲ့ NLD နာဇကဘဘဦးတင်ဦးဇောင်တိုင်းဝန်ကြီးချုပ်ဦးဖေမင်းတင်တို့နဲ့တူတကွဇောင်တိုင်းလွှတ်တော်ဥက္ကဋ္ဌများပါရောက်ရှိလာတော့ကြောင့်အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါ၏ဖဗျာပြောထွက်သောစကားများဒီ၎င်းတောင်းလျှောက်သောဆုကျေးဇူးတော်များဒီ၎င်းဖဗျာအရာရာအားလုံးကိုလာမဲ့အနာဂတ်အတွက်ချင်းလူမျိုးများတလုံးတော်တဲ့အနေနဲ့လျှောက်သွားနိုင်မှုအတွက်ကနေ့အစီအစဉ်တစ်ခုလုံးကိုကောင်းကြီးပေးတော်မူပါချင်းမြို့သားများရှိလုံးညီညွတ်ခြင်းအပြင်အမိမြန်မာနိုင်ငံတတိုင်းပြည်လုံးအတွက်လည်းအထောက်အကူပြည့်စုံပါမယ်အကြောင်းစီစဉ်စမှအလေဆုံးတိအနန္တိအခါတေခြင်းကိုယ်တော်မှရှင်ပြထမြောက်တော်မူသောယေရှုဖျား၏မြတ်သောနာမတော်မြတ်၌စက္ကဆုတောင်းအနာမ၏ဖဗျာအာမင်ဆက်လက်ပြီးစီစဉ်ရာ
အဖွင့်အမှားစကားပြောကြားပေးပါရန်အခမ်းအနားဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌပါစတာလယ်ဆန်ထောင်အားဖိတ်မှန်တကပြုအပ်ပါရရှင် ဒီထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးသိန်းစိန်ပါဖြိုးနဲ့ချင်းပြည်နယ်ဝန်ကြီးချုပ်စလိုင်းရဲ့လွယ်ကတွေ့ဆုံပွဲနဲ့ညစာစားပွဲအခမ်းအနားကိုကြွရောက်လာသောနိုင်ငံတော်ကြီးကဲများလွတ်တော်ကိုယ်စားလှယ်များချင်းလူမျိုးသားခေါင်းဆောင်များဖိတ်ကြားထားသောဧည့်သည်တော်များစေချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းပြည့်စုံပါစေဟုမင်္ဂလာနှုတ်ခွန်းဆက်တာပါရယ်ယခန္ဓာဖြစ်မြောက်ရာအတွက်ရန်ကုန်မြို့ရှိချင်းပြည်နယ်9မြို့နယ်မှကိုယ်စားလှယ်များအားလုံးစုစည်း၍အရှိဝေအားမေလ10ရက်နေ့တွင်ဤဟိုတယ်၌ပြုလုပ်ကျင်းပခဲ့ပြီးအားလုံး၏စန္ဒစိတ်အတိုင်းဆောင်ရွက်ခြင်းဖြစ်ပါသည်မပြည့်စုံသည်များရှိပါကခွင့်လွှတ်ကြပါရန်အနိုးအငက်တောင်းပန်အပ်ပါသည်ဤကဲ့သို့အောင်မြင်စွာကျင်းပနိုင်ရန်စိတ်အားထက်သန်စွာအဖက်ဖက်မှပါဝင်ကူညီသူများအားလုံးအပေါ်၌အထူးပင်ကျေးဇူးတင်ရှိပါရယ်ဆက်လက်ပြီးဂုဏ်ပြုအမှားစကားပြောကြားပေးပါရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနာယကဘဘဦးတင်ဦးအားလေးစားစွာဖိတ်မှန်တကပြုအပ်ပါရရှင်အထူးဂုဏ်ပြုလေးစားသောနိုင်ငံတော်ဒုတိယသမ္မတဦးဟန်နရီဗန်တီယိုနဲ့ချင်းပြည်နယ်ဝန်ကြီးချုပ်စလိုင်းဦးလျံလွယ်တို့ဒီနေ့ဂုဏ်ပြုတဲ့အခမ်းအနားကိုတက်ရောက်ရတဲ့အတွက်အမှန်မှပဲနှစ်ထောင်အားရဝင်းမြောက်ဝမ်းသာဂုဏ်ယူပြီးပါတယ်ဆိုတဲ့အကြောင်းကိုပဏာမအားဖြင့်ပြောကြားပါရစေအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကြွလာကြကုန်သောအခြားပြည်내ခေါင်းဆောင်များနဲ့တကွအခြားခေါင်းဆောင်များအားလုံးတိုင်းနာမိတ်ဆွေများဧည့်သည်တော်များအပေါင်းကိုလည်းပဲမင်္ဂလာပါလို့ပဏာမအပြင်လည်းပဲလေးစားစွာမထိုးခွန်းဆက်တာပါတယ်ဒီနေ့ဟာပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက်ချင်းတမျိုးသားလုံးတို့တကွတိုင်းသားပြည်သူပြည်သားအားလုံးကတမိုင်းဝင်ဂုဏ်ပြုအပ်တဲ့ထူးခြားပြောင်မြောက်သောနေ့တစ်နေ့ဖြစ်တယ်ဆိုတာကိုတမိုင်းမှတ်တိုင်တင်ရင်ခံရတဲ့အတွက်လည်းပဲကျွန်တော်တို့တိုင်းသားအားလုံးဝင်းမြောက်ဝမ်းသာဖြစ်ရပါတဲ့အကြောင်းကိုလည်းပဲထပ်မံပြီးထပ်လုံးလေးနဲ့စွာပြောကြားလိုပါတယ်ထူးခြားတဲ့တမိုင်းကတခြားမဟုတ်ပါဘူး1948ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုထားတာကတော့ပြည်ထောင်စုမြန်မာနိုင်ငံတော်အုပ်ချုပ်ပုံဥပဒေကိုဆိုညာတော်လည်းပဲပြည်ထောင်စုမဖြစ်ခဲ့ပါဘူးတပြည်ထောင်သားလျင်စနစ်ဖြစ်ခဲ့ပါတယ်တနည်းအားဖြင့်ပြည်နယ်နဲ့ပတ်သက်တဲ့အကြီးအကဲများကိုဗဟိုကနေပြီးတော့ရွေးချယ်ပြီးခန့်အပ်တဲ့သူတို့တိုက်ရိုက်ခန့်အပ်တာခြင်းကိုပြယူပြီးဆောင်ရွက်တာများပါတယ်အဲဒီတော့ဆိုရင်ကျွန်တော်ကငယ်ရွယ်တဲ့တမှုအနေနဲ့မှတ်မိပါသေးတယ်ဒီတော့ကအကြီးအကဲတွေနဲ့ဆိုရင်နောက်ပြီးတော့ဦးဗန်ဒူမောင်ဦးဗန်ဒူဟာရှင်နောက်ပြီးတော့တကယ်ပဲဘိုးရိုးအောင်ဆောင်တို့နဲ့တက်တက်ကြွကြွလုပ်တဲ့ကပတိန်မန်တုံတို့စသဖြင့်ခေါင်းဆောင်တွေပဲခန့်အပ်ပြီးတော့တာဝန်ထမ်းအောင်သာဖြစ်ပါတယ်ပါလီမန်ဒီမိုကရေစီပြီးသွားပြီးတဲ့နောက်မာသာလာခေတ်ရောက်တဲ့အခါမှာဒီမိုကရေစီစနစ်ဟာလုံးဝဆုံးသုံးသွားပြီးတဲ့နောက်ဓာတ်ရိုက်စစ်အာဏာနဲ့ခန့်တဲ့အကြီးအကဲသားများလည်းဖြစ်ခဲ့ကြပါတယ်သို့တော်ဒီနေ့မှာတော့ထူးထူးခြားခြားတိုင်းသားအားလုံးတို့ရဲ့ကြိုးပမ်းမှုနဲ့
နစ်နာခံမှုနဲ့လုံမမှုနဲ့ဒီနေ့ပြည်သူတွေအားလုံးကတခဲနဲ့ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ပုဂ္ဂိုလ်များဟာထိုက်တန်တန်ဒီနေ့ကိုယ့်ရဲ့ပြည်နယ်အတွင်းမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့တန်းတူရည်ယူပြင်ပြရင်းနဲ့ရှေ့မှာပြည်တော်မှုမြန်မာနိုင်ငံတော်တည်ထောင်ဖို့အတွက်အစပြုခေါင်းဆောင်အဖြစ်ရောက်လာတဲ့အနေအထားဟာအင်မတန်မှဒီသမိုင်းအရာဒီပြည်တွင်းမှာချီးကျူးအပ်သောအင်မတန်မှလေးစားအပ်သောဂုဏ်ပြုအပ်သောနေလူနေမြသမိုင်းမှတ်တမ်းတင်ခြင်းဖြစ်လာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ခုနကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲပြည်သူလူထုအားလုံးတရားလုံးကချင်းတိုင်းသားတရားလုံးကရွေးချယ်တင်မြှောက်လိုက်ကြတဲ့ထူးထူးကဲကဲနိုင်ငံတော်ရဲ့အထွတ်တိတ်နေရာမျိုးဖြစ်တဲ့ဒုတိယသမ္မတနေရာမျိုးဟိုမိမိတို့ဤထောက်ခံမှုတွေနဲ့ကြိုးစားပန်းစားဆောင်ရွက်မှုတွေနဲ့အပေါ်မှာမူတည်ပြီးထိုက်တန်တာဖြစ်ပေါ်လာတဲ့သမ္မတတူဒုတိယသမ္မတတူဦးဟန်နရီဝန်ဒီယိုလိုပုဂ္ဂိုလ်မျိုးထူးချွန်တဲ့ပုဂ္ဂိုလ်မျိုးတယောက်ကပေါ်လာပြီးအရွေးချယ်ခြင်းခံရတာဟာအင်တာမသမိုင်းရထူးခြားတဲ့အခါဖြစ်ပါတယ်ဂုဏ်ယူဝယ်ရလည်းဖြစ်ပါတယ်အလားတူပဲပြည်နယ်ဝန်ကြီးချုပ်အနေနဲ့လည်းပဲဦးစလိုင်းလျံလွယ်ကိုယ်တိုင်ပဲရွေးချယ်ခြင်းခံရပြီးရုပ်ခုရှိသောဖွဲ့စည်းပုံအခြေခံဥပဒေရသာလျင်ဖြစ်တာကြောင့်မို့လို့ဆိုတော်လည်းပဲအားလုံးပြည်သူလူထုကတကယ်နဲ့ရွေးကောက်တော်မဲဖြင့်ရရှိလာတဲ့သဘောဆောင်သောကြောင့်ဒီနေ့ဒီမိုကရေစီစနစ်နဲ့တက်ရောက်လာသောထူးမြောက်သောဝန်ကြီးချုပ်ဖြစ်တယ်ဆိုတော့လည်းပြောကြချင်ပါတယ်ကျွန်တော်ဟာချင်းမျိုးသားတွေနဲ့မစိမ့်ပါဘူးညီကိုမောင်နှမမောင်ချင်းညီကိုဖြစ်ကြတယ်ဆိုတာကျွန်တော်တမှုငယ်ဘဝတွေကအင်မနာမပေါင်းသင်းဆက်ဆံခဲ့ရပါတယ်ကျွန်တော်တက်ခွဲမှာဆိုလို့ရှိရင်အင်မနာအားကိုးရတဲ့ဆရာရာကီယိုဟာကျွန်တော်တို့မတူပြရပါအင်မနာအားကိုးရပါတယ်ကျွန်တော်မတတ်တဲ့ပညာတွေကိုရာကီယိုကသင်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီဘက်ကတော်လိုင်းဘက်ကကူလာတဲ့သင်္นานတက်ရတဲ့တမှုတယောက်သားဖြစ်သေးတာကြောင့်မစ္စတာလာခုနပြောတဲ့တက်ကြရာကီယိုဟာသူကတဘာရင့်နဲ့တက်ကြကြီးဖြစ်တာကြောင့်မလို့တက်ခွဲမှာစီမံခန့်ခွဲတာနဲ့စစ်သားတွေကိုပေးကမ်းထောက်ပံ့အုပ်ချုပ်ရတဲ့နေရာမှာဒီကော်ပိုရယ်တက်ကြရာကီယိုဟာအကူရပါတယ်ကျွန်တော်အမှန်တနေ့သူ့ကိုတတိယလည်းရှိပါတယ်သူမရှိတော့ပါဘူးသူသားသမီးတွေပဲဒီနေ့မတူပီမှာပဲရှိနေမယ်ထင်ပါတယ်နောက်ပြီးတော့ကျွန်တော်နဲ့တပြေးတည်းထမ်းဆောင်ခဲ့တဲ့ပုံကိုယ်တွေဟာအများကြီးရှိခဲ့ပါတယ်ကျွန်တော်တက်ခွဲမှာအရာကဘုဟာတည်တင်တာခိုင်ဇာရာဖြစ်ပါတယ်အရာကဘုခိုင်ဇာရာပါကျွန်တော်နဲ့အတူတူကလုပ်ခဲ့တဲ့ပုံကိုယ်ဟာအမှန်မှပဲညီရဲ့ကိုလိုပဲကျွန်တော်တို့ဆောင်ရွက်ခဲ့ရတဲ့ပုံကိုယ်တွေဖြစ်ပါတယ်ကျွန်တော်ရဲ့တက်ချက်ကြီးဟာဟရန်လွန်ဖြစ်ပါတယ်ချင်းအမျိုးသားပါသူကလည်းပဲတသုစုကိုကုတ်ကဲပြီးတော့နောက်သောကမှာတိုင်ရင်မှုဖြစ်ပါတယ်နောက်ပြီးတော့လည်းပဲကျွန်တော်တို့ဒရနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ထဲမှာကျွန်တော်ချစ်မြတ်လို့ရတဲ့ကျွန်တော်နဲ့အကြီးကဲလို့ဆိုရမှာပါကျွန်တော်ပြန်လာမယ့်ရာကြီးဖြစ်တဲ့ချိန်မှာလေ့ကျင့်ခန်းသင်တန်းပေးတဲ့ဆရာတယောက်ဟာမစ္စတာဘိုးမူကြီးခင်ဇာမောင်ဖြစ်ပါတယ်ဘိုးကြီးခင်ဇာမောင်ဘိုးကြီးခင်ဇာမောင်ဟာကျွန်တော်ရဲ့ဝါကြီးပါတယ်နောက်ဆုံးကျွန်တော်တို့နှစ်ယောက်ဟာထူးထူးခြားခြားသမရရဲ့ဇေယျကျော်ထင်ဘွဲကိုအတူတကွရပြီးနှစ်ယောက်ဒါဒီနေ့ရက်မှာတက်ရောက်ပြီးတော့ဘွဲယူခဲ့ကြတဲ့နှစ်ယောက်ဖြစ်ပါတယ်ယခုတဲ့တိုင်ကျွန်တော်မှာဓာတ်ပုံရှိပါတယ်သူကနာတော့ကအနာမည်မေးကြည့်တော့ကတော်တော်အသက်ပြရနေဖြစ်တဲ့အတွက်မလာရောက်နိုင်ဘူးလို့ပြောပါတယ်နောက်ကျွန်တော်အမှန်ချစ်စရာကောင်းတဲ့ဘုံဘုံကြီးတယောက်ဟာဘုံဘုံကြီးဗန်ကူးဖြစ်ပါတယ်သူလည်းပဲကျွန်တော်တို့နဲ့တူတကွအစစ်မြေပြင်မှာထွက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာလည်းလေဓာတ်မှာလည်းရှိပါတယ်ရေဓာတ်မှာလည်းရှိပါတယ်ကျွန်တော်နဲ့မနီးစပ်တဲ့အတွက်နာမည်တွေမသိ냐တော့လည်းပဲတော်တော်ကြီးကြီးမားမားတာဝန်ဆောင်တဲ့ချင်းအမျိုးသားတွေအများကြီးရှိခဲ့မှုပါတယ်ဒါကြောင့်ဒီနေ့ဘုမှာဒုတိယသမ္မတဖြစ်တယ်ဆိုတာဟာအင်ပဒါမလေးစားတိုက်တယ်အင်ပဒါမဂုံယူတိုက်တယ်ဖြစ်တိုက်ဖြစ်တဲ့လို့ဖြစ်တယ်ထိုက်တန်စွာဖြင့်ရွေးချယ်ခံရတယ်လို့ကျွန်တော်ဝမ်းမြောက်ဝမ်းသာခံယူပါတယ်အလားတူပဲဝင်းချုပ်ပုတ်တဲ့စလိုင်းလျံတွေကလည်းအလားတူပါပဲကျွန်တော်တို့ဒီလိုနေရာမှာရောက်ပြီးတာဝန်ထမ်းဆောင်တဲ့အတွက်အင်ပဒန်လေးစားအပ်ပါတယ်လို့ပြောချင်ပါတယ်ဒီတော့ရှေ့မှာလည်းပဲအလားတူပဲကျွန်တော်တို့ခေါင်းဆောင်ဒေါ်စန်းစုကြည်ဟာ
ဘယ်လိုခေါင်းဆောင်မျိုးလဲဆိုတာအားလုံးအသိဖြစ်တဲ့အတွက်ကျွန်တော်တို့ပြောကြမလိုပါဘူးသူဟာတိုင်းနာစီလုံးညီညွတ်မှုနဲ့ပတ်သက်လို့သူ့ရဲ့ဖခင်ကဲ့သို့ပဲတိတ်တက်ထားပြီးလို့တဲ့အတွက်ယခုလာမဲ့21ပင်လုံညီလာခံမှာလည်းပဲတိုင်းသားများအားလုံးကလည်းပဲယုံကြည်ကြည်စိတ်ချစွာနဲ့ကျွန်တော်တို့ဆက်လက်ပြီးပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်ရှေ့မှာလာတော့အခါမှာပိုမိုပြီးတော့သင်ရှားလာတဲ့ပိုမိုပြီးပွင့်လင်းလာတဲ့အခါရောက်ပြီးဒီနေ့တိုင်းပြည်ဟာဆက်လက်ပြီးရှေ့မှာအေးချမ်းသာယာအောင်တဖြည်းဖြည်းရှေ့ရှုသွားနိုင်အောင်လုံးပန်းရနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အခုလည်းပဲဒီနေ့နိုင်ငံတော်မှာဥဆောင်မှုခမပါတဲ့ဒုတိယသမ္မတမစ္စတာဟန်နရီဗန်ဒီယိုနဲ့တကွအခုချင်းပြည်နယ်မှာခေါင်းဆောင်မဲ့ချင်းကျွန်တော်တို့ဝန်ကြီးချုပ်တို့ဟာလည်းပဲအလားတူပဲဆင်ငယ်မိမိတို့ချင်းတိုင်းသားများရဲ့လူငယ်များကိုအားလုံးလူငယ်တွေကိုရှေ့တန်းတင်ပြီးတော့တဖြည်းဖြည်းထိန်းကျောင်းယူခြင်းအပြင်နောက်တော့အခါမှာအင်မတန်လိုချင်အပ်တဲ့ဖြစ်တဲ့မိမိတို့အချုပ်အခြာအာဏာကိုမိမိတို့ကိုယ်တိုင်မိမိတို့ပြဋ္ဌာန်းနိုင်သောတနည်းအားဖြင့်မိမိတို့ရဲ့ကံကြမ္မာကိုဖန်တီးနိုင်သောတနည်းအားဖြင့်နော်ရန်လူရည်သူရရှိနိုင်သောဒီမိုကရေစီပြည်တော်စုမြန်မာနိုင်ငံတော်ကိုရှေ့ဆက်လက်ပြီးတော့အခုဒုတိယသမ္မတနဲ့တကွချင်းဝန်ကြီးချုပ်တို့ခေါင်းဆောင်သောအစင်လာကောင်းတွေကိုဆက်လက်ပြီးပြသပြီးချင်းတိုင်းသားများအမျိုးသမီးမျိုးသားအားလုံးလူငယ်များကိုလည်းပဲပြုစုပြောထောင်ပြီးတော့ဆက်လက်ပြီးပြည်တော်စုမြန်မာနိုင်ငံတော်မှာပုံမိုးပြီးတော့လိုလားသောဒီနေ့နိုင်ငံတော်တရားဖွံ့ဖြိုးတိုးတက်မှုတဲ့တိုးတက်ဆောင်ရွက်နိုင်ပါစေကြောင်းနဲ့တကွဒီနေ့ကျွန်တော်တယောက်ပြောဆိုရတဲ့ကိစ္စကကိုပလင်မဲ့အင်မနာမပဲဂုဏ်ယူစွာဖြင့်ဝင်းမြောက်ဝင်းသာဖြစ်ပါကြောင်းပြောကြရင်ညီကုန်းချောရပါတယ်ခင်ဗျာဂုဏ်ပြုအမှားစကားပြောကြားပေးသွားပါတော့ဘဘဦးတင်ဦးရှင်စင်မြင့်ပေါ်မှာပဲဆက်လက်ပြီးအမတ်တရလက်ဆောင်လက်ခံပေးပါရန်ပန်ကြားအပ်ပါတယ်အမတ်တရလက်ဆောင်ပေးအပ်ပေးပါရန်ဒေါက်တာကျင်လမောင်အားယူသေးစွာဖိတ်ခေါ်အပ်ပါရရှင်ဂုဏ်ပြုစကားပြောကြားပေးပါရန်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားလေးစားစွာဖြင့်ပန်ကြားအပ်ပါရရှင်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညနေခင်းဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ဒီနေ့ဟာကျွန်တော်တို့မြန်မာနိုင်ငံပြည်ထောင်စုမြန်မာနိုင်ငံကြီးအတွက်ဒုတိယသမ္မတတဦးကိုချင်းတိုင်းရင်းသားတွေကနေဝေဖွားပေးလိုက်တဲ့တကယ်ကိုအထင်ကြီးနေ့တည်းဖြစ်ပါတယ်ဒါဒီ9နှစ်တာတက်တန်းတောက်လျှောက်မှာကျွန်တော်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကြီးကိုချင်းတိုင်းရင်းသားခေါင်းဆောင်တယောက်ကနေဒုတိယသမ္မတနေရာကနေဥဆောင်သွားမှာဖြစ်ပါတယ်ဒီလိုဥဆောင်နိုင်ဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌတာဝန်ကိုယူခဲ့ပြီးအခုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ရပ်တည်နေတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမျိုးသားပြန်လည်တည်မြဲရေးလမ်းကြောင်းပေါ်ကမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်တယ်ဆိုတာကိုဒီနေ့ပြပွဲကပြသနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာယနေ့အချိန်ကာလဟာ21ရာစုပင်လုံညီလာခံကြီးကိုဥတည်နေတဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကြိုးပမ်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ်ဒီကာလမှာကျွန်တော်တို့အားလုံးဟာအမျိုးသားပြန်လည်တည်မြဲရေးအတွက်ခေါင်းဆောင်မှုခေါင်းရဲ့နောက်မှာမှန်မှန်ကန်ကန်လိုက်ပါနိုင်ဖို့လိုပါတယ်ဒီခေါင်းဆောင်မှုအစုအဖွဲ့ထဲမှာယခုချင်းတိုင်းရင်းသားဒုတိယသမ္မတတဦးရဲ့ခေါင်းဆောင်မှုကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာရှိပါတယ်ဒီအခြေအနေကိုကျွန်တော်တို့အားလုံးကမှန်မှန်ကန်ကန်နဲ့ရွေးချယ်ဆောင်ရွက်နိုင်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကြီးဟာမကြာမီကာလအတွင်းမှာငြိမ်းချမ်းတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာဒီနိုင်ငံမှာအေးတူပူအမျှနေထိုင်ခြင်းဖြင့်ပြည်ထောင်စုစိတ်ဓာတ်နဲ့ပြည်ထောင်စုစနစ်တစ်ခုကိုထူထောင်သွားဖို့လိုအပ်ပါတယ်
ကျွန်တော်တို့အခုသွားနေတဲ့မြန်မာနိုင်ငံရဲ့စနစ်ဟာတပြည်တောင်စနစ်လည်းမဟုတ်ဘူးခွဲထွက်ရေးလည်းမဟုတ်တဲ့တကယ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုဥတည်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဒီအတွက်ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲကြီးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလူထုကြားမှာကျယ်ပြန့်တဲ့ဆောင်ရွက်မှုတွေနဲ့ကြိုးပမ်းခဲ့ပါတယ်တရားဥပဒေစိုးမိုးရေးရဖို့ငြိမ်းချမ်းရေးရဖို့နဲ့ဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဆင်ဆောင်ရွက်နိုင်ဖို့အတွက်ရှေ့ရှုပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာနိုင်ငံတော်ဝန်ရွေးကောက်ပွဲကိုရှင်ပြိုင်ခဲ့ပါတယ်ပြတ်သားတဲ့ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကြောင့်အဖွဲ့ချုပ်ဟာအပြတ်သက်အောင်နိုင်ခဲ့ပါတယ်ဒါကြောင့်မို့နိုင်ငံတော်သမ္မတအပါအဝင်ဒုတိယသမ္မတများဒီနောက်မှာတော့ကျွန်တော်တို့ဝန်ကြီးချုပ်များအားလုံးကိုရွေးချယ်တင်မြှောက်နိုင်ခဲ့ပါတယ်ဒါဟာလူထုရဲ့တာဝန်ပေးအပ်လိုက်မှုပဲဖြစ်ပါတယ်လူထုရဲ့တာဝန်ပေးအပ်လိုက်မှုဟာမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့မှန်ကန်တဲ့ဆောင်ရွက်မှုများကိုလူထုတရက်လုံးကထောက်ခံပြီးကျွန်တော်တို့နိုင်ငံမှာတကယ်ကိုဒီမိုကရေစီစနစ်ထူထောင်ဖို့တရားဥပဒေစိုးမိုးရေးရဖို့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့နဲ့ဖွဲ့စည်းပုံခြေခံဥပဒေတရက်ကိုဒီမိုကရေစီနီးလန်းတကျနဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးထူထောင်သွားနိုင်ဖို့အတွက်တန်ထိပ်တံပြုထားတာပဲဖြစ်ပါတယ်ဒီအခြေအနေကိုကျွန်တော်တို့ကြာလာတဲ့တာဝန်ကိုကျွန်တော်တို့ကြေးပြွန်စွာထမ်းဆောင်ခြင်းဖြင့်ကျွန်တော်တို့နိုင်ငံကြီးကိုကျွန်တော်တို့ထူထောင်ကြရတော့မှာဖြစ်ပါတယ်ဒီနေ့တမိုင်းကကျွန်တော်တို့ပခုံးပေါ်ကိုဒီတာဝန်ကိုလွှဲအပ်လိုက်ပြီဖြစ်ပါတယ်ဒီအခြေအနေမှာကျွန်တော်တို့အားလုံးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒတွေကိုဆုပ်ကိုင်ရေးမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြည်သူလူထုရဲ့ရွေးချယ်တင်မြှောက်လိုက်တဲ့နိုင်ငံတော်သမ္မတများရဲ့ဦးဆောင်မှုနဲ့တိုင်းဒေသကြီးပြည်နယ်အသီးသီးမှာဝန်ကြီးချုပ်တွေရဲ့ခေါင်းဆောင်မှုနဲ့အတူကျွန်တော်တို့နိုင်ငံကိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးထူထောင်ကြပါစို့လို့ပြောကြားရင်းညီကုန်းချုပ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဝန်ကြီးချုပ်ရှင်အမှတ်တရလက်ဆောင်လက်ခံပေးပါရန်စင်မြင့်ထက်တွင်ဆက်လက်နေရာယူပေးပါရှင်အမှတ်တရလက်ဆောင်ပေးပါရန်ဥပုကုံဒုတိုင်းဥပဒေအရာရှိညွှန်ကြားရေးမှူးငင်းအားလေးစားစွာဖြင့်ပန်ကြားအပ်ပါရရှင်ချင်းတိုင်းရင်းသားများမှပေးအပ်သောအမှတ်တရလက်ဆောင်အားလက်ခံပေးပါသောရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အားထူးပင်ကျေးဇူးတင်ရှိပါရရှင်တမိုင်းဝင်ဂုဏ်ပြုစကားပြောကြားပေးပါသောရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားကျေးဇူးတင်ကြောင်းထပ်လောင်း၍ပြောကြားပါစေရှင်ယခုတပံဆက်လက်ပြီးလူထုများကိုစားဂုဏ်ပြုစကားပြောကြားပေးပါရန်ဒေါက်တာလင်မုံစခေါင်အားဖိတ်မှန်တကပြုအပ်ပါရရှင်ဒေါက်တာလင်မုံစခေါင်ဟာ Secretary of Myanmar Peace Dialogue Joint Committee မှာဖြစ်ပါရရှင်Valai oiri lange wanuo kan ngai sual ngin lalo kan chine ram lemi phune kam lo chun cha bang dia ringe lien loi bin thau chang lo ko zai kan ram kul chungai Jalian ni nu ni bang hung tang lo Van Thieu Henry Khamoe Chung chin vai boy chung ai Luan Saloti nan awe Oh Henry Van Thieu Khamoe Chung chin vai boy sinai Luan Saloti nan aweကျွန်တော်တို့ချင်းလူမျိုးများကအောင်ပွဲတစ်ခုခုခံလို့ရှိရင်အမေရန်တီဆူတဲ့တချင်းကိုကျွန်တော်နိုင်ငံတော်ဒုတိယသမ္မတကြီးဟန်ရီဗန်ထီယိုနဲ့
ချင်းပြည်နယ်ဝန်ကြီးချုပ်ပူးလျံလွေတို့အတွက်ဆက်ဆူထားတာဖြစ်ပါတယ်ကျွန်တော်တို့ချင်းလူမျိုးများဟာစစ်ပွဲအောင်မြင်တဲ့ခါမှာတော်၎င်းအမေလိုက်ပြီးတော့တာကောင်ဒီရရှိလာတဲ့ခါမှာတော်၎င်းအနေဆုံးနှစ်ပန်းလုံးပြီးတော့အောင်ပွဲခံမှာတော်၎င်းအောင်ပွဲခံတဲ့တခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီမှာကြောက်ရောက်လာတာဟာအောင်ပွဲခံလို့ကြောက်ရောက်လာတာဖြစ်ပါတယ်ချင်းလူမျိုးတို့အောင်ပွဲခံတဲ့နေ့ဖြစ်ပါတယ်ဒီအောင်ပွဲကဘယ်ကနေပေါ်လာတယ်လဲဒီအောင်ပွဲဖြစ်ပေါ်လာနိုင်ဖို့အတွက်တမိုင်းကြောင်းကအင်မတန်မှစီလျက်ခဲ့ပါတယ်1940ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တဲ့ပင်လုံစာချုပ်ကြောင့်ဖြစ်ပါတယ်အဲ့ဒီပင်လုံစာချုပ်ရဲ့အတီးအပွင့်ပင်လုံစိတ်သက်စင်တမ်းမှုကြောင့်ကျွန်တော်တို့ချင်းအမျိုးသားချင်းခေါင်းဆောင်ကြီးဟန်ရီဗန်သီယိုကိုဒီပြည်ထောင်စုကြီးရဲ့ဒုတိယသမ္မတဖြစ်တဲ့ရွေးချယ်တင်မြှောက်တာဖြစ်ပါတယ်ကျွန်တော်တို့ချင်းလူမျိုးများဟာဗြိတိရှကိုလိုနီခေတ်မတိုင်ခင်ကတီးခြားလွတ်လပ်တဲ့လူမျိုးဖြစ်ပါတယ်ဗြိတိရှကိုလိုနီတွေဒုတိယကမ္ဘာစစ်အပြီးမှာပြန်လေဆုတ်ခွာသွားတဲ့အချိန်မှာကျွန်တော်တို့ချင်းလူမျိုးဟာရွေးချယ်စရာ၃ခုရှိပါတယ်ပထမရွေးချယ်စရာကတော့ကျွန်တော်တို့ချင်းလူမျိုးနဲ့ချင်းပြည်ကိုဗြိတိရှတို့ကတီးခြားလွတ်လပ်တဲ့လူမျိုးအဖြစ်နဲ့တီးခြားစစ်စင်ရေးဖြင့်တီးခြားတိုက်ခိုက်သိမ်းပတ်တဲ့လူမျိုးဖြစ်တဲ့အတွက်ဗြိတိရှတွေပြန်သွားတဲ့ချိန်မှာတီးခြားလွတ်လပ်ရေးရယူပြီးတော့မိမိတို့အမျိုးသားနိုင်ငံတို့ကိုတီးခြားရယူပိုင်ခွင့်ရှိပါတယ်ဒါဟာကျွန်တော်တို့ရဲ့ပထမရွေးချယ်ပိုင်ခွင့်ရှိတယ်ဒုတိယရွေးချယ်ပိုင်ခွင့်ကတော့အဲ့ဒီခေတ်ကာလတုန်းကကျွန်တော်တို့ကိုအုပ်ချုပ်ခဲ့တဲ့ဗြိတိရှတွေကခမည်းတော်ချင်းလူမျိုးတွေဟာတခြားသောတောင်တန်းဒေသများနဲ့တူတက်မှုနှိပ်ပါသေးတဲ့အတွက်ကျွန်တော်တို့ဗြိတိရှလက်အောက်မှာခဏနေပါဦးခမည်းတော်ကိုတူတက်အောင်လုပ်ပေးမယ်ချင်းကချင်နဲ့ရှမ်းတွေလွတ်လပ်ရေးဗမာနဲ့တူတော်၎င်းအိန္ဒိယနဲ့တူတော်၎င်းမယူပါနဲ့အောင်လို့ဆိုပြီးတော့ကျွန်တော်တို့ကိုပြောခဲ့တယ်ဆိုတော့အဲ့ဒီကာလတုန်းကကျွန်တော်တို့အနေနဲ့ဗြိတိရှကိုလိုနီလက်အောက်မှာဆက်နေလို့ရတယ်အဲ့ဒါကျွန်တော်တို့ရဲ့ဒုတိယရွေးချယ်မှုဖြစ်ပါတယ်တတိယရွေးချယ်မှုကကျွန်တော်တို့ချင်းပြည်ဟာအိန္ဒိယနဲ့မြန်မာနေဆက်မှာရှိတဲ့အတွက်လွတ်လပ်ရေးကိုဗမာအဲ့ဒီကာလတုန်းကဗမာပြည်ချက်ဖက်အစိုးရဘူချောအောင်ဆန်းဦးဆောင်တဲ့ဗမာပြည်ချက်ဖက်အစိုးရနဲ့ပူးပေါင်းပြီးတော့ရယူပိုင်ခွင့်ရှိတယ်လို့တစ်ဖက်မှာလည်းပဲအိန္ဒိယနဲ့ပေါင်းပြီးတော့လွတ်လပ်ရေးရယူပိုင်ခွင့်ရှိတယ်အဲ့ဒါကျွန်တော်တို့ရဲ့တတိယရွေးချယ်ပိုင်ခွင့်ရှိပါတယ်သို့တော့ကျွန်တော်တို့ချင်းလူမျိုးတွေကအဲ့ဒီကာလတုန်းကနိုင်ငံရေးနှူးချမှုအနည်းငယ်နှုတ်ချခဲ့တဲ့အတွက်ကျွန်တော်တို့ချင်းပြည်ဖက်ဗမာပြည်ဖက်မှာရှိတဲ့ချင်းလူမျိုးများနဲ့အိန္ဒိယပြည်ဖက်မှာရှိတဲ့ချင်းလူမျိုးအချင်းချင်းတိုင်ပင်ခွင့်မရခဲ့ဘူးဒီလိုမတိုင်ပင်ခင်ဆက်ကြမှာပဲအမျိုးအမင်းကြီးမားလာတဲ့ဘူချုပ်အောင်ဆန်းကနေပြီးတော့ကျွန်တော်တို့ချင်းခေါင်းဆောင်တွေကိုဗမာပြည်ကြက်ဖက်အစိုးရနဲ့လွတ်လပ်ရေးအတူတကွယူပြီးတော့ကျွန်တော်တို့တန်းတူရည်တူပူးပေါင်းတဲ့ပြည်ထောင်စုကိုအတူတကွထူထောင်ရအောင်လို့ဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီဖိတ်ခေါ်မှုကြောင့်ကျွန်တော်တို့ချင်းစကားရတော့ခွချက်လို့ခေါ်ပါတယ်အဲ့ဒီခွချက်ကအခုခေါ်မှာတော့ဗမာပြည်ထဲမှာရှိတဲ့ချင်းပြည်ဖြစ်ပါတယ်ခွထန်းဆိုတာတော့အခုအိန္ဒိယပြည်မှာရှိတဲ့မီဇိုရမ်ဖြစ်ပါတယ်ဆိုတော့ခွချက်ဖက်မှာရှိတဲ့ချင်းခေါင်းဆောင်တွေကပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့အတွက်ကျွန်တော်တို့တွေဒီလက်မှတ်ကြောင့်ဒီတိုင်းပြည်မှာအတူတကွပူးပေါင်းနေထိုင်ပြီးတော့ဒီတိုင်းပြည်ရဲ့နိုင်ငံသားအဖြစ်နဲ့ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်နေထိုင်နေတာဖြစ်ပါတယ်ဒီတိုင်းပြည်ရဲ့နိုင်ငံသားကိုခံယူတာဖြစ်ပါတယ်အခုနကျွန်တော်တို့အဘဦးတင်ဦးပြောသလိုဒီပြည်ထောင်စုကြီးရောင်စုံတောင်းကျမ်းသူတွေကြောင့်ပျော်လူပျော်ခင်းဖြစ်နေတဲ့ချိန်မှာကျွန်တော်တို့ချင်းတနက်ကင်တက်ရင်က
ရွရွချွန်ချွန်နဲ့တိုက်ပွဲဝင်ပြီးတော့ပြည်ထောင်စုကြီးကိုကယ်တင်ခဲ့ပါတယ်ကျွန်တော်တို့ချင်းလူမျိုးများဟာပြည်ထောင်စုကိုကယ်တင်ခဲ့တဲ့လူမျိုးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနိုင်ငံတော်မှာဒီတိုင်းပြည်မှာတမတော်ထဲမှာအမင်းဆုံးပွဲထူဖြစ်တဲ့အောင်ဆန်းသူရိယပွဲကိုအဲ့ဒီအင်းစင်တိုက်ပွဲမှာတိုက်ပွဲဝင်ခဲ့တဲ့ဘူကြီးတိုက်ချွန်းကိုပေးအပ်ခဲ့တာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ချင်းလူမျိုးကပြည်ထောင်စုအပေါ်မှာဘလောက်တစ္ဆာရှိခဲ့တယ်လဲပြည်ထောင်စုအပေါ်မှာဘလောက်ကာကွယ်ပြီးတော့ရွရွချွန်ချွန်ထမ်းဆောင်ခဲ့တယ်လဲဆိုတာတက်တည်ဖြစ်ပါတယ်ဘူကြီးတိုက်ချွန်းလိုပဲကျွန်တော်တို့ဒီတိုင်းပြည်မှာဗမာတပ်မတော်မှာပြည်ထောင်စုတပ်မတော်မှာချင်းရေးပေါ်များစွာတိုက်ပွဲဝင်ခဲ့တယ်ရွရွချွန်ချွန်ထမ်းဆောင်ခဲ့တယ်အသက်ပေးခဲ့တယ်အဲ့ဒီရေပေါ်ပေါင်းများစွာထေကဒီနေ့ကျွန်တော်တို့ကုန်ပြုတ်နေတဲ့ဘူမူဟန်ရီဗန်တီယိုလေတူအပါဝင်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်အထူးပဲကုန်ကြမိပါတယ်ဒုတိယအနေနဲ့ဒီနေ့ကျွန်တော်တို့ဒီအောင်ပွဲကိုရှင်နိုင်ပြီးတော့ဒီပွဲတော်ကြီးကိုခင်းကျင်းနိုင်တာဟာစစ်လေးလုံးအရေးတော်ပုံကြီးတော်ဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ဟာကျွန်တော်တို့မြုံမှန်းခဲ့တဲ့ပင်လုံမှာမြုံမှန်းခဲ့တဲ့အတိုင်းစစ်မှန်သောပြည်ထောင်စုစနစ်ကိုမထူထောင်နိုင်ခဲ့လို့ကျွန်တော်တို့တိုင်းရင်းသားတွေလူလာခဲ့တဲ့ဒီမိုကရေစီရေးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအပြည့်အဝအာမခံတဲ့ပင်လုံကတိကိုနဲ့ထူထောင်ရမယ်ဖက်ဒရယ်နိုင်ငံတော်ကြီးကိုမထူထောင်နိုင်လို့အနှစ်60ကျော်ပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရပါတယ်အဲ့ဒီပြည်တွင်းစစ်ကြောင့်မမျှော်လင့်ပဲတော့မဟုတ်မျှော်လင့်စွာနဲ့လာတော့ကျွန်တော်မသိဘူးကျွန်တော်တို့တိုင်းပြည်မှာပြဿနာနှစ်ခုပေါ်ခဲ့ပါတယ်ပထမပြဿနာကကျွန်တော်တို့တိုင်းရင်းသားဖက်ကဒီနိုင်ငံကြီးပြဿနာကိုနိုင်ငံရင်းနှီးနဲ့ဖြေရှင်းခွင့်မရတော့တဲ့အဆုံးတခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးလက်နက်ကင်တော်လှန်ကြီးရှင်ထွေးရပါတယ်အဲ့ဒီလက်နက်ကင်တော်လှန်ကြီးကြောင့်ဒီတိုင်းပြည်မှာအနှစ်60ကျော်ပြီဖြစ်တဲ့ပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရပါတယ်အခြားတစ်ဖက်မှာဒီပြည်တွင်းစစ်ကိုအပြည့်ပြုတ်ပြီးတော့တိုင်းရင်းသားတွေတန်းတူကြီးကိုတောင်းဆိုနေတဲ့ဟာကိုပိုင်ပြဋ္ဌာန်းခွင့်ကိုတောင်းဆိုနေတဲ့ဟာခွဲထွက်ခွင့်ပါဆိုပြီးတော့ဖက်ဒရယ်နဲ့ခွဲထွက်ခွင့်ကိုပေါင်းပြီးတော့ဘူချုပ်ကြီးနေဝင်းက1960နှစ်မှာအာဏာသိမ်းပါတယ်အဲ့ဒီအာဏာသိမ်းမှုနဲ့အတူဒီတိုင်းပြည်မှာစစ်အာဏာရှင်စနစ်ဆိုတာပေါ်ခဲ့ပါတယ်စစ်အာဏာရှင်စနစ်ကတပါတီအာဏာရှင်စနစ်ကိုမွေးဖွားတယ်စစ်အာဏာရှင်စနစ်နဲ့တပါတီအာဏာရှင်စနစ်ကြောင့်ဒီတိုင်းပြည်မှာရှိတဲ့ပြည်သူလူထုတရက်လုံးကလွတ်လပ်ရေးရဲ့အသီးပွင့်ကိုလည်းမခံစားရဘူးကျွန်တော်တို့တိုင်းရင်းသားပြည်ထောင်စုရဲ့အသီးပွင့်ကိုလည်းမခံစားရဘူးလွတ်လပ်မှုအားလုံးကိုပိတ်ပင်ခြင်းခံရတယ်လူခွင့်ရေးအားလုံးကိုရိုက်ချိုးခြင်းခံရတယ်ကျွန်တော်တို့တိုင်းရင်းသားဒေသမှာစစ်မေပင်ဖြစ်တဲ့နှစ်ပေါင်း60ဖန်တီးခြင်းခံရပါတယ်ဒီစစ်မေပင်ကိုအကြောင်းပြုပြီးတော့ဒီပြည်တွင်းစစ်ကိုအကြောင်းပြုပြီးတော့စစ်အာဏာရှင်စနစ်ဆိုတာပေါ်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ကိုအများဆုံးဒုက္ခပေးတဲ့အချက်နှစ်ချက်ကဘာလဲဆိုတော့ပြည်တွင်းစစ်နဲ့စစ်အာဏာရှင်စနစ်တွေပဲဖြစ်ပါတယ်စစ်အာဏာရှင်စနစ်ပြည်တွင်းစစ်စစ်မှသာစစ်ပြည်တွင်းစစ်စစ်မှသာလျှင်စစ်အာဏာရှင်စနစ်ကိုဖန်တီးလို့ရတယ်လို့စစ်အာဏာရှင်စနစ်ကတစ်ဖက်မှာပြည်တွင်းစစ်ကိုဖန်တီးနေပါတယ်အပြန်အလှန်အကျိုးပြုတ်နေပါတယ်ဒီလိုပြည်တွင်းစစ်နဲ့စစ်အာဏာရှင်စနစ်ရဲ့တော့ရဲ့အပြန်အလှန်အကျိုးပြုတ်မှုကြောင့်ကျွန်တော်တို့တိုင်းသူပြည်သားတွေလူထုတရက်လုံးကမခံနိုင်တော့တဲ့အဆုံးစစ်လေးလုံးအကြီးတော်ပုံကြီးအုံကြွပုတ်ကွဲခဲ့ပါတယ်စစ်လေးလုံးအကြီးတော်ပုံကြီးတုန်းကကျွန်တော်တို့တွေចောင်းသားတွေဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်မှာနေခဲ့တဲ့ចောင်းသားတွေဖြစ်ပါတယ်ကျွန်တော်တို့တောင်းဆိုခဲ့တာဒီမိုကရေစီရေးဖြစ်တယ်ကျွန်တော်တို့တောင်းဆိုခဲ့တာတန်းတူရေးဖြစ်တယ်ကျွန်တော်တို့တောင်းဆိုခဲ့တာစစ်မှန်သောပြည်ထောင်စုစနစ်ဖြစ်တယ်တိုးတော့စစ်အာဏာရှင်တွေကကျွန်တော်တို့ရဲ့တိုက်ပွဲကိုနီးမျိုးစုံနဲ့ဖိနှိပ်ချုပ်ချယ်တဲ့ပင်ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွဦးတင်ဦးတို့ကိုနှစ်ပေါင်းများစွာအကျဉ်းhouse arrest
အခြေချုပ်ခံရပါတယ်ထောင်ပေါင်းများစွာသောကျွန်တော်တို့ចောင်းသားတွေရဲ့တငယ်ချင်းတွေထောင်ထဲမှာကြာဆုံးကြတယ်ထောင်ထဲမှာဒီပေါင်းများစွာခံခဲ့ကြတယ်ကျွန်တော်တို့တွေတချို့တွေတောခူကြပါတယ်တောခူပြီးတော့ကျွန်တော်တို့လက်နဲ့ကင်တော်လှန်ရေးလုပ်ပါတယ်ဒီရှိလေလုံးအရေးတော်ပုံကြီးကြောင့်ပဲကျွန်တော်တို့ချင်းမျိုးသားတပ်ဦးဆိုတာပေါ်လာခဲ့တာဖြစ်ပါတယ်ဒါတွေဟာကျွန်တော်တို့ဒီအရေးတော်ပုံကြီးတာမရှိခဲ့ဘူးဆိုရင်ဒီမိုကရေစီလှုပ်ရှားမှုတာမရှိခဲ့ဘူးဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကြီးတာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီနဲ့ဒီပွဲတော်ကြီးကိုကျင်းပနိုင်မှာမဟုတ်ပါဘူးဒီမိုကရေစီရဲ့အတိအပွင့်တစ်ခုဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်အဲ့ဒီတွေ့ကြောင့်ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့်ပုတ်ဖွာလာတဲ့ဒီမိုကရေစီအတိပွင့်ရဒီမှာကျွန်တော်တို့ရဲ့ကူကြီးဟန်ရီဗန်တီယိုနဲ့ပူလျန်လွေတို့နိုင်ငံတော်ဒုတိယသမ္မတနဲ့ချင်းပြည်ရဲ့ဝန်ကြီးချုပ်တာဝန်တွေကိုထမ်းဆောင်နိုင်တာဖြစ်ပါတယ်ဒါကူကြည့်ချင်းအပြင်ဒီမိုကရေစီစနစ်မှာမီတူမဆူမီဒီ background ကပဲလာမီဒီလူမျိုးပဲဖြစ်မီဒီပညာရေးချင်းပဲစီတိုင်းပြည်နဲ့လူမျိုးအတွက်တကယ်အကျိုးပြုတယ်ဆိုရင်လူထုကရွေးချယ်တင်မြှုပ်တယ်ဆိုရင်မီတူမဆူသမ္မတဖြစ်နိုင်တယ်မီတူမဆူဝန်ကြီးချုပ်ဖြစ်နိုင်တယ်ဒီမိုကရေစီစနစ်မှာလူတိုင်းအတွက်အခွင့်အရေးရှိတယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့ပြသလိုက်ခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီကုန်းချုပ်နေနဲ့တခုပြောချင်ပါတယ်ကျွန်တော်တို့ဒီမိုကရေစီအရေးတော်ပုံကြီးကနှုတ်ဆုံးအောင်ပွဲမခံသေးပါဘူးကျွန်တော်တို့တိုင်းပြည်မှာအနှစ်60ပြည်တွင်းရှိကြီးမငိမ့်မချုပ်ငိမ့်သေးပါဘူးဒီနေ့ပဲကျွန်တော်ဒီရန်ကုန်မြို့ကိုရောက်နေတယ်ဆိုတာပြည်တွင်းငင်းချမ်းရေးကိစ္စဆွေးနွေးဖို့တနိုင်ငံလုံးပိခတ်တိုက်ခိုက်တနိုင်ငံလုံးပိခတ်တိုက်ခိုက်မှုရစေရေးသဘောတူစာချုပ်ပြီးတဲ့နောက်ပိုင်းမှာအခုစစ်ဆက်ပြီးတော့နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့21ရာစုပင်လုံညီလာခံကြီးကျင်းပနိုင်ဖို့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကဥက္ကဋ္ဌလုပ်ပြီးတော့ကျွန်တော်တို့တွေအတွင်းရမှုဖြစ်နေပါဝင်ပြီးတော့မှဒီညီလာခံကြီးကိုကျင်းပပြီးတော့ဒီတိုင်းပြည်ကြီးမှာရှိတဲ့အနှစ်60ပြည်တွင်းစစ်ကြီးကိုချုပ်ငင်းပြီးတကားလားကျွန်တော်တို့အားလုံးလူလားတဲ့ဒီမိုကရေစီရေးနဲ့တန်းတူရေးနဲ့တိုင်းရင်းသားလူမျိုးများထိုက်တန်စွာမှရရှိတဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တွေကိုအာမခံချက်ပေးနိုင်တော့ပြည်ထောင်စုကြီးထူထောင်နိုင်ဖို့အတွက်ဆက်လက်ပြီးတော့ကျွန်တော်တို့အားလုံးလက်တွဲထမ်းဆောင်ကြပါစို့လက်တွဲကြပါစို့အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံတော်သမ္မတကြီးနိုင်ငံတော်ဒုတိယသမ္မတဦးဟန်ရီဗန်ထီယိုတို့ကဒီငင်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်မှာငင်းချမ်းရေးဖန်တီးတဲ့ဖြစ်စဉ်ကြီးမှာစိတ်ကနေပြီးတော့ရွရွချွန်ချွန်ဥဆောင်ပေးကြပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ရပါတယ်ကျေးဇူးတင်ပါတယ်ဒေါက်တာလန်ဘုံစကောင်းရှင်အမတ်တရလက်ဆောင်ကိုစင်မင်းပေါ်မှာပဲဆက်လက်ပြီးလက်ခံပေးပါရန်ပန်ကြားအပ်ပါတယ်ရှင်ဒေါက်တာလန်ဘုံစကောင်းအားအမတ်တရလက်ဆောင်ပေးအပ်ပေးပါရန်ဒေါက်တာပါဆန်းအားလေးစားစွာဖိတ်ခေါ်ပါတယ်ဒေါက်တာလန်ဘုံစကောင်းဟာမာတင်လူသာကင်းအဝတ်ကိုရရှိခဲ့သူဖြစ်တယ်လို့တက္ကသိုလ်ကျောင်းသားဘဝမှာလည်းစလိုင်းမိုင်လှုပ်ရှားမှုများနဲ့ကျောင်းသားအရေးအခင်းများမှာတက်ကြွစွာပါဝင်ခဲ့သူဖြစ်ကြောင်းဂုဏ်ယူစွာပြောကြားပါရစေလားရှင်ဆက်လက်ပြီးလူထုကိုစားဂုဏ်ပြုစကားပြောကြားပေးသွားပါရန်သင်္ကန်းကျွန်းစံပြဆေးရုံကြီးမှာတွဲဖက်ပါမုခဆေးတက္ကသိုလ်နှင့်အထူးကုခွဲစိတ်ဆရာဝန်ကြီးဒေါက်တာဇော်ထောင်းလျန်အားလေးစားစွာဖိတ်မှန်တကပြုအပ်ပါရရှင်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟန်ရီဗန်ထီယိုနဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်နာယကကြီးဘဘဦးတင်ဦးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစလိုင်းပြန်လွယ်နဲ့တကွကြွရောက်လာကြသောနိုင်ငံရေးခေါင်းဆောင်များနိုင်ငံတော်ခေါင်းဆောင်များချင်းကောင်းဆောင်များချင်းအမျိုးသားများ
တခြားတိုင်းရင်းသားများအားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ချင်းပြည်နယ်မတူပီမြို့နယ်ကဒေါက်တာဇိုထောင်းလျက်မှာကျွန်တော်ဆရာဝန်မှာခွဲစိတ်ဆရာဝန်ဖြစ်ပါတယ်ဒီလိုသမိုင်းဝင်နေ့ရက်မှာအင်မတန်မှထူးမြတ်တဲ့နေ့ရက်မှာကျွန်တော်လိုဘာမဟုတ်တဲ့လူတယောက်ကဒီစင်မြင့်ပေါ်တက်ပြီးတော့မှစကားပြောခွင့်ရတဲ့အတွက်ကြောင့်မလို့အများကြီးပဲဝန်တာကုန်ယူပါတယ်ဆိုတာပြောကြားချင်ပါတယ်အင်မတန်မှမင်္ဂလာရှိတဲ့နေ့ရက်မှာကျွန်တော်ပါဝင်ခြင်းဖြစ်ပါတယ်တကယ်တော့ဒီရက်ပိုင်းဒီနှစ်ပိုင်းတွေဟာကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့ပြည်ထောင်စုရဲ့အင်မတန်မှမင်္ဂလာရှိတဲ့နေ့ရက်များဖြစ်ပါတယ်ကျွန်တော်တို့ဒါရီကိုခုနသမိုင်းဆရာကြီးပြောလို့တော့ကျွန်တော်မတတ်တော်လဲပဲကျွန်တော်တို့ဘယ်ကစလဲဘယ်တော့အပျော်တွေစခဲ့လဲဆိုလို့ချင်းနိုဝင်ဘာလစခဲ့ပါတယ်ကျွန်တော်တို့မနေ့စောကြီးတော်တော့မှမဲပေးခဲ့ကြတယ်လက်တန်းလေးတွေအဆုံးခံတော့မှစောကြီးမဲတော့ပေးကြတယ်ကျွန်တော်ဘယ်တော့မှမဲမပေးဘူးဒီတစ်ခါကျွန်တော်မဲပေးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မဲပေးဖို့ဆန္ဒအရန်ကိုပြင်းပြလွန်းလို့ကျွန်တော်မဲပေးခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့မဲပေးတဲ့အတွက်ကြောင့်မလို့အဲ့ဒီတနေ့လုံးတနိုင်ငံလုံးအကုန်လုံးစားရှေ့မှာ TV ရှေ့မှာရက်ကြည့်ထိုင်ကြည့်အကုန်လုံးကြည့်နေကြကြပါတယ်အရန်ကိုစိတ်လှုပ်ရှားတဲ့နေ့တွေကိုကျွန်တော်တို့ဖြတ်တန်းခဲ့ကြရတာပါအဲ့ဒီညနေနောက်နေ့ညနေတော့မင်္ဂလာရှိတဲ့သတင်းကြီးပဲကျွန်တော်တို့ကြားခဲ့ကြရပါတယ်အရန်ကိုကျွန်တော်တို့ပျော်ခဲ့ကြရပါတယ်နေ့ရှည်လာများကျွန်တော်တို့မျှော်လင့်ခဲ့တဲ့အပြောင်းလဲကြီးတကယ်ဖြစ်လာပါတော့မယ်တနိုင်ငံလုံးပျော်ကြပါတယ်မပျော်သူမရှိတော့ပါပဲဆိုတော့အဲ့လိုအပျော်တွေဟာ2015နေပြီးတော့မှပြောင်းလာပြီးတော့2016ရောက်လာတဲ့အခါမှာလွတ်တော်တွေစလာပြီအဲ့ဒီအချိန်မှာပိုးပျော်ရတဲ့လူမျိုးဒီကျွန်တော်တို့ပဲဖြစ်တယ်ချင်းမျိုးသားတွေဖြစ်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူမျိုးတွေကနေပြီးတော့မှဒုတိယသမရကဲ့သို့သောအင်မတန်မှကြီးလေးသောနိုင်ငံတော်တစ်ခုကိုစားပြုနိုင်သောယာထုခွင့်အရေးယာထုကြီးမားသောတောင်ကိုထမ်းဆောင်ခွင့်ရလာပြီဆိုတာသိလာတဲ့အခါကျရင်ကျွန်တော်တို့ချင်းလူမျိုးတွေအရန်ကိုပြောရပါတယ်မျက်ရည်ကျတဲ့လူတွေအများကြီးပါဟိုလူဖုန်းဆက်ဒီလူဖုန်းဆက်ဟာချင်းမျိုးသားကျွန်တော်တို့ချင်းမျိုးသားလူတယောက်သမရဖြစ်လာပြီဆိုတော့အင်မတန်အပျော်ဆင့်ခဲ့ကြပါတယ်တနိုင်ငံလုံးပြောတယ်ကျွန်တော်တို့ကပို့ပြောတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြန်ပြီးတော့မှကျွန်တော်ပြန်စဉ်းစားပါတယ်ခုနကပြောတော့မင်းခွန်းချွေသွားတဲ့ဆရာကြီးကိုတော့ကျွန်တော်သိပါတယ်သူကသမိုင်းဆရာကြီးပါကျွန်တော်သမိုင်းဆရာကြီးမဟုတ်တော့လည်းပဲကျွန်တော်ဒီကိစ္စကိုသမိုင်းကိုအနည်းငယ်ပြန်ပြီးတော့မှပေါ်ပြချင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာဒီနိုင်ငံဟာပထမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ဆိုတော့မှရှေ့ကရှိခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ချင်းလူမျိုးတွေအနေနဲ့ပါဝင်ခြင်းမရှိခဲ့ပါဘူးတီးခြားအဆက်အသွယ်မရှိသောလူမျိုးများသာလျှင်ဖြစ်ပါတယ်ဒါပေမဲ့ဒီကျွန်တော်တို့အင်္ဂလိပ်တွေသိမ်းပြီးတဲ့အခါမှာစတုထမြန်မာနိုင်ငံတော်ကိုကျွန်တော်တို့ရဲ့ပြည်ထောင်စုဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကနေပြီးတော့မှတည်ထောင်တဲ့အခါမှာကျွန်တော်တို့ချင်းလူမျိုးများပါဝင်လာရပါတယ်တကယ်တော့ကျွန်တော်တို့ချင်းလူမျိုးတွေဟာပြည်ထောင်စုရဲ့အကွေ့ဒီတိုင်းမှာပါဝင်လာကြတာဖြစ်ပါတယ်ကျွန်တော်တို့ပထမပြည်ထောင်စုကိုစဖွဲ့တယ်ကျွန်တော်တို့ချင်းနေပါတယ်ကချင်ပါတယ်ရှမ်းပါတယ်โอเคအဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ရှေ့ဆက်ပြီးတော့ပြည်ထောင်စုနိုင်ငံတော်ခကြီးကိုရှောက်လန်းကြတဲ့အခါမှာကျွန်တော်တို့နိုင်ငံတော်ကာကွယ်တဲ့အခါမှာကျွန်တော်တို့ချင်းမျိုးသားတွေအင်မတန်မှအရေးပါသောကဏ္ဍအနေပြီးတော့မှပါခဲ့ကြပါတယ်မရှိမဖြစ်ကဏ္ဍအနေပါခဲ့ကြပါတယ်ဆရာစလိုင်းလည်းမုံပြောသွားလို့ပဲနိုင်ငံတော်ကြီးဥနုအစိုးရဆယ်မန်ကုန်းမှာရဲလေးသာကြံတော့တဲ့အချိန်မှာကျွန်တော်တို့ခမားတို့ရဲ့အဖေရီဦးလေးတွေရဲ့အသက်သွေးတွေနဲ့ဒီနိုင်ငံတော်ကယ်ခဲ့ကြပါတယ်ကျွန်တော်တို့ဒီနိုင်ငံတော်ဟာကျွန်တော်တို့ ਨੇ အများကြီးပတ်သက်တယ်ဆိုတာကျွန်တော်ခံယူထားတယ်ဒါကိုလည်းအားလုံးကိုလည်းသိစေချင်ပါတယ်ကျွန်တော်တို့ထဲဝင်ဒီနိုင်ငံပေါ်မှာကျွန်တော်တို့ချင်းမျိုးသားတွေဟာပါဝင်နေတယ်ကျွန်တော်တို့ချင်းမျိုးသားတွေဟာဒီနိုင်ငံတခြားနိုင်ငံသားများနဲ့
ဗမာရီနဲ့တော်ကောင်ချင်းနေတော့တသားတည်းဖြစ်တယ်ဆိုတာကိုအဲ့ဒီအဖြစ်ပြက်တရားမျိုးတော့ပြခဲ့ကြပါတယ်။နောက်ဒီနိုင်ငံတော်မှာတခုပြပရန်နေပြည်တွင်းရန်ကတော့ဒါပြပရန်ကိုကာကွယ်တွန်းလှန်တဲ့ခါမှာတရုတ်ဖြူတွေတိုက်တဲ့ခါကျဒုံးကလည်းပဲကျွန်တော်တို့ချင်းမျိုးသားများရွတ်ချွန်ချင်းတက်တီရွတ်ချွန်တိုက်ခဲ့ကြတာပါဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးတွေဟာဒီနိုင်ငံမှာအင်မတန်မှကြီးလေးသောကန္တာနေပြီးတော့မှသမိုင်းရှိခဲ့တယ်သူအရေးပါတဲ့သမိုင်းရှိခဲ့တယ်ဆိုတာအားလုံးသိပေးကြပါတယ်သိပြီးသားလည်းနေမှာပါဒါပေမဲ့ကျွန်တော်တို့ကအမောင်ခစ်ကိုဖျက်တိုင်းခဲ့ကြရပါတယ်ဒီအမောင်ခစ်မှာတော့ဘာဖြစ်ဖြစ်ဒါနိုင်ငံရဲ့သမိုင်းအရကျွန်တော်တို့ချင်းလူမျိုးများလဲနိုင်ငံတော်မှောင်တာနဲ့အားလျော်စွာပဲကျွန်တော်တို့လည်းမှိန်ခဲ့ရတာပေါ့ဗျာသို့တော့ဒီပြည်တော်စုရဲ့ဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကတည်ထောင်ခဲ့တဲ့စတုတ္ထမြန်မာနိုင်ငံတော်ကိုပြန်ပြီးတော့မှတိုင်းရင်းသားလူမျိုးအားလုံးပါဝင်အောင်အားလုံးပါဝင်သောလွတ်လပ်သောနိုင်ငံတော်ပြန်ပြီးတော့မှတည်ထောင်ဖို့ဗိုလ်ချုပ်ရဲ့သမီးပြည်ထောင်စုရဲ့မိခင်အဖြစ်နဲ့ဒေါ်အောင်ဆန်းစုကြည်ကပြန်ပြီးတော့မှစ조사ပြီးတော့နိုင်ငံတော်ကိုပြန်တည်ထောင်လာတဲ့အခါမှာဒါလည်းတမိုင်းတစ်ခွေပါပဲတမိုင်းတစ်ခွေမှာကျွန်တော်တို့အခုလိုကျွန်တော်တို့အမျိုးသားတွေကနေပြီးတော့မှကျွန်တော်တို့တွေးသားတွေကနေပြီးတော့မှဘုံမူဟန်နရီဗန်တီယိုကနိုင်ငံတော်အင်မတန်ကြီးလေးသောတာဝန်ကိုပြန်ပြီးတော့မှထမ်းဆောင်ခွင့်ရလာပါတယ်အင်မတန်မှပြန်ပြီးတော့မှဝန်တာကိုယူစရာကောင်းလာပါတယ်ကျွန်တော်တို့နိုင်ငံကိုဆက်ပြီးတော့မှတည်ဆောက်တဲ့အခါမှာကျွန်တော်တို့ဒီတခြားလူမျိုးများနဲ့တန်းတူပါဝင်ခွင့်ရမယ်ဆိုတာဒါကပြသနေပါတယ်အဲ့လိုဒီနေရာမှာကျွန်တော်တို့ဒုတိယသမ္မတကြီးကိုပန်ကြားချင်တာကတော့ကျွန်တော်တို့အားလုံးသူရဲ့ပထမဆုံးအင်တာဗျူးမှာလည်းသူဖော်ပြထားပါတယ်ချင်းမျိုးသားဖြစ်ပေမဲ့လို့ချင်းတစ်မျိုးတည်းအတွက်သူလုံးမှာမဟုတ်ပါဘူးတဲ့ပြည်တော်စုတစ်ခုလုံးအတွက်ကိုသူအလုပ်လုံးမှာပါဆိုတဲ့အားလျော်စွာပဲကျွန်တော်တို့နိုင်ငံကိုဒီကနေရှေ့ဆက်ပြီးတော့မှတိဆောက်ကြတော့မဲ့ကြတော့တဲ့အခါကြလို့ရှိရင်ဒုတိယသမ္မတကြီးအနေနဲ့တရားမျှတသောလွတ်လပ်သောတူနဲ့တူအနိုင်ကျင့်ခြင်းကင်းသောတူနဲ့တူတန်းတူသောနိုင်ငံတော်တစ်ကိုတိဆောက်တဲ့အခါမှာဒုတိယသမ္မတကြီးဟာကျွန်တော်တို့ချင်းလူမျိုးရဲ့ဂုဏ်ကိုမမေးမိန်စေပဲဆက်လက်ပြီးတော့မှဖော်ကျူးတာဝန်ထမ်းဆောင်ပေးပါရန်အနုအညွတ်ပန်ကြားရင်ကျွန်တော်ညီကုန်းချုပ်ပါတယ်အားလုံးကိုထူးလေးစားပါတယ်ကျေးဇူးလည်းတင်ပါတယ်ဒေါက်တာဇော်ထောင်းလန်ရှင်ကျေးဇူးပြုရဲ့စေမင်းပေါ်မှာအမတ်တရလက်ဆောင်လက်ခံပေးပါရန်ပန်ကြားအပ်ပါရရှင် Reverend Dr. Ralboy မှဒေါက်တာဇော်ထောင်းလန်အားအမတ်တရလက်ဆောင်ပေးအပ်ပေးပါရန်ပန်ကြားအပ်ပါရရှင်ဒေါက်တာဇော်ထောင်းလန်နဲ့ Reverend Dr. Ralboy တို့အားအထူးပဲကျေးဇူးတင်ရှိပါရရှင်ဧည့်သည်တော်လူကြီးမင်းများရှင်အခုချိန်မှာကျေးဇူးတင်အမှားစကားပြောကြားပေးပါရန်လေးစားအပ်ပါသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်တီယိုအားလေးစားစွာဖြင့်ပန်ကြားအပ်ပါရရှင်ယခုလိုချက်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံသောဂုဏ်ပြုပွဲကိုကြောက်ချစ်မြတ်ပေးကြပါသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ကကြီးပပဦးတင်ဦးရောင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအထူးဖိတ်ကြားထားသောဧည့်သည်တော်ကြီးများ
ချင်းတိုင်းသားမိဘညီကိုမောင်နှမများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပူတာရင်မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီအခမ်းအနားကိုဒီကုံပြုတ်ပွဲကိုနိုင်ငံတော်သမ္မတရေးနဲ့နိုင်ငံတော်အတိုင်းပင်ခံတို့လည်းသူတို့ကိုယ်တိုင်လာရောက်ပြီးတော့ချီးမြှင့်ပေးချင်ပါတယ်ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းတောင်အခြေအနေကြောင့်သူတို့မလာရောက်နိုင်ဖြစ်ပါတယ်ဒါပေမဲ့လည်းအိုးရနေပြီးတော့ကျွန်တော်တို့ကအခမ်းအနားကိုလှမ်းပြီးတော့ပါဝင်ပေးတယ်ချစ်မြတ်ပေးတယ်အားပေးတယ်ဆိုတာကိုလည်းအားလုံးကျွန်တော်အသိပေးလိုပါတယ်စီဥစွာကျေးဇူးနဲ့စကားပြောပြစေနံပါတ်1အနေနဲ့ဒီလိုခွင့်ရနဲ့အချင်းကောင်ကောပြင်ဆင်တဲ့ဖျားရှင်နာမတော်ပရမစွာချီးမွမ်းပါတယ်ဒုတိယအနေနဲ့ကျွန်တော်ကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ချင်းပြည်နယ်အမှတ်3မဲဆန္ဒနေမြေအတွက်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ပေးကြတော့ကျွန်တော်မဲဆန္ဒရှင်ထန်တလန်မြို့နယ်ကမိဘပြည်သူများကိုဒီနေရာနဲ့လှိုက်လဲကြီးဥတီစစ်ကြောင်းဖော်ပြလိုပါတယ်အမျိုးသားလွှတ်တော်ကိုစားဒုတိယသမ္မတလောင်းအဖြစ်ရွေးချယ်တင်မြှောက်ပေးကြပါတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလူထုခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံနဲ့ပါတီခေါင်းဆောင်များကို၎င်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုလှိုက်လဲကြီးစုဥပကာတင်စီရပါကြောင်းဖော်ပြလိုပါတယ်စရိုထအနေနဲ့နိုင်ငံတော်ရဲ့ဒုတိယသမ္မတနှစ်အဖြစ်အတီးပြုတ်တင်မြှောက်ပေးပါတော့ပြည်တော်စုလွှတ်တော်နာယကကြီးနဲ့ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးကိုပဲအထူးပဲကြီးဥတင်ရှိပါကြောင်းထပ်မံဖော်ပြလိုပါတယ်ဒီနေ့ဒီကုံပြုတ်ပွဲကိုပတ်ပေါင်းဆောင်ကဏ္ဍပေါင်းဆောင်ကနေပြီးတော့စိတ်တူလက်တူအားတက်တရောပါဝင်ပံ့ပိုးကူညီဆောင်ရွက်ပေးကြတော့ချစ်ခင်လေးစားရပါတော့ချင်းတိုင်းသားမိဘညီကိုမနမများမိတ်ဆွေများအားလုံးကိုအလုံးပဲကြီးဥတင်စီရပါကြောင်းကိုလည်းထပ်လောင်းပြောကြားလိုပါတယ်ဒီနေ့ကွန်ပျူတာပွဲနဲ့ပတ်သက်လို့လူကြီးလူငယ်မရွေးချင်းတိုင်းသားများအားလုံးစီလုံးမြင်ညွတ်နဲ့လက်တွဲလှုပ်ဆောင်ချက်များကိုတွေ့မြင်သိရှိရတဲ့အခါမှာအလုံးပဲဝမ်းသာပီတိဖြစ်ရပါတယ်။ဒါကြောင့်ဒီလိုနှွေးထွေးချုံမြင်လာတဲ့ကွန်ပျူတာပွဲဟာကျွန်တော်ရင်ထဲနှလုံးသားထဲမှာအမြဲတမ်းကင်းအောင်နေမယ်။ကျွန်တော်ရဲ့နားနဲ့မျက်စိထဲမှာအမြဲတမ်းကြားရောက်နေမယ်။မြင်ရောက်နေမယ်ဆိုတာကိုလည်းအတိပဲပြောကြားလိုပါတယ်။ဒါဟာအနာဂတ်မှာချင်းတိုင်းသားများရဲ့စီလုံးညီညွတ်မှုအတွက်တော်၎င်းနိုင်ငံအတွင်းမှာမြင့်တင်းနိုင်ထိုင်ကြတဲ့တိုင်းသားအားလုံးရဲ့စီလုံးညီညွတ်မှုအတွက်ခွန်အားတရားဖြစ်ပါစေလို့ဆန္ဒပြုအပ်ပါတယ်။ဒါကြောင့်ဒီအစဉ်လာကောင်းကိုဆက်လက်ထိန်းသိမ်းကြဖို့ကိုလည်းအလဲအနဲ့တိုက်တွန်းအပ်ပါတယ်။ဒါအပြင်ကျွန်တော်ချင်းတိုင်းသားများရဲ့ကုံယုံပွဲရအချက်များထက်အချို့ကိုအချင်းချင်းတင်ပြလိုပါတယ်။နံပါတ်1အနေနဲ့နေချက်ကိုလိုနီစနစ်စတင်တော်လာတဲ့နေရာမှာဦးဂျွန်ဘီဦးခိုင်ကမ်ဦးလျန်လွဲတို့နဲ့အခြားတိုင်းသားခေါင်းဆောင်များရဲ့သူ့ကြုံမခံလို့သောစိတ်သက်အနိုင်မခံအရှုံးမပဲလို့သောစိတ်သက်ဇေဆွမ်းတတိနံပါတ်2ဦးဝန်သူမောင်နဲ့အခြားချင်းတိုင်းသားခေါင်းဆောင်များဥဆောင်တဲ့ကာပလက်မြို့နယ်ဖလာမြို့လူထုအစည်းအဝေးပွဲများဖြင့်နေဆက်ပဒေတရီစောဘောများကိုဖြုတ်ချပြီးလူထုစန္ဒဖြင့်လူကြီးများကိုရွေးချယ်ခန့်အပ်ပြီးတော့အုပ်ချုပ်စေခြင်းအပြင်ကျွန်တော်မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ကိုစတင်ဖော်ဆောင်ခဲ့ကြသောဆောင်ရွက်ချက်နံပါတ်3အနေနဲ့မြန်မာလွတ်လပ်ရေးသမိုင်းမှာလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့လက်တွဲပြီးပင်လုံစာချုပ်ကိုပါဝင်လက်မှတ်ရေးထိုးခဲ့ကြသောဦးထောင်စခုတ်ဦးလွန်မုံနဲ့ဦးကျော်မုံတို့ရဲ့တမန်ဝင်လှုပ်ဆောင်ချက်နံပါတ်4အနေနဲ့နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ကာကွယ်ရေးအတွက်အောင်ဆန်းသူရဘွဲ့ရတဲ့အထိရသောဘူကြီးတိုက်ချွန်းနဲ့အခြားချင်းရဲဘော်များ၏ဆွတ်လွတ်ဆွမ်းစားမှု
နံပါတ်5အနေဖြင့်နိုင်ငံတော်အစိုးရပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာချင်းတိုင်းသားများနဲ့ဆက်အားထက်သန်စွာပါဝင်ဆောင်ရွက်မှုများပြင်ချင်းတိုင်းသားများဟာနာခံမှုရှိတယ်ယူသားဖြောင့်မတ်တယ်တစ္ဆာရှိတယ်ဆိုတဲ့ဂုဏ်ယူစရာအစင်လာကောင်းများကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြပါဆိုလက်နဲ့စွာတိုက်တွန်းလိုပါတယ်နောက်ပြီးတော့2013ခုနှစ် UNDP စစ်တမ်းအရမြန်မာနိုင်ငံရဲ့ဖျားမြဆင်းရဲမွဲတေမှုဟာရာခိုင်နှုန်းအပြင်26ရာခိုင်နှုန်းရှိနေတဲ့အချိန်မှာကျွန်တော်ချင်းပြည်နယ်ရဲ့ဆင်းရဲမွဲတေမှုဟာ83.4ရာခိုင်နှုန်းဖြစ်တာကိုတတိချက်ဖို့လိုအပ်မှာဖြစ်ပါတယ်။တိုင်းပြည်ရဲ့အင်အားဟာပြည်တွင်းမှာသာရှိတယ်ဆိုတဲ့စကားအတိုင်းကျွန်တော်ချင်းပြည်နယ်အင်အားဟာလည်းချင်းပြည်နယ်သူပြည်နယ်သားများချင်းတိုင်းသားများအားလုံးအပေါ်မှာလည်းအများကြီးမူတည်ပါတယ်။ဒါကြောင့်ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်စီပင်သားရဝတ်ပြောရဲ့အတွက်နိုင်ငံတော်အစိုးရကိုပဲအားမကိုပဲနဲ့ပြည်တွင်းပြည်ပမှာနေထိုင်ကြတဲ့ချင်းတိုင်းသားအားလုံးကတက်ဆွမ်းသမျှပါဝင်လက်တွဲပြီးတော့နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ချက်ဖို့ကိုလည်းအလေးနဲ့တိုက်တွန်းလိုပါတယ်။ဒါနဲ့ပတ်သက်ပြီးချင်းပြည်နယ်အတွက်တရင်ကောင်းတစ်ခုလည်းပါချင်ပါတယ်။အဲ့ဒါကတော့ပြည်ပအကူအညီနဲ့နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့်ကျွန်တော်တို့ချင်းပြည်နယ်အဓိကလွှဲချက်ဖြစ်တဲ့ကလေးမီဖလမ်ဟာခါကန်ကိုလန်တွန်းစံတီဒင်းဖလန်ဟာခါမတူပီနော်ပလေဝလန်နော်တီရင်ရီခဒါလန်ဖလမ်ရီခဒါဟာခါထလန်စာချီချောက်ကန်ကိုအိုက်ကာရေဇွာလန်မတူပီလိုက်လင်းပီလာနဲ့ပလေဝနဲ့ကလေဝလန်ဒီကိုမကြခင်အကောင့်တွေဖော်တော့မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အစိုးရနေပြီးတော့စေတနာနဲ့ဆောင်ရွက်ပြီးတဲ့အချိန်မှာလည်းနောက်ပိုင်းမှာပြုပြင်ထိန်းသိမ်းပတ်သက်ပြီးတော့လူထုကလည်းပါဝင်ဆောင်ရွက်ပေးဖို့ကိုလည်းဆက်လက်တိုက်တွန်းလိုပါတယ်ချစ်ချင်းမေတ္တာဆိုတာအလျားနာမရှိပေမဲ့အသွားပြန်ရှိတယ်ဆိုတဲ့စကားရှိတယ်လို့ပဲကျွန်တော်တို့နိုင်ငံတော်အစိုးရစေတနာကိုကျွန်တော်တို့ပြည်သူဖက်ကပြီးတော့ပူပေါင်းပါဝင်မှုဖြင့်ပြန်လည်တုံ့ပြန်ဖို့ကိုလည်းမရကြကြောက်ဖို့ပြောချင်ပါတယ်အထူးသဖြင့်ကျွန်တော်ကိုယခုလိုနိုင်ငံတော်ရဲ့ဒုတိယအကြီးအကဲရာထူးတောင်ခပ်ပေးခြင်းဟာချင်းလူမျိုးများကိုချင်းဖြစ်တယ်လို့ပဲကျွန်တော်တိုင်းသားအားလုံးကိုချင်းဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတော်ရဲ့စိတ်ရင်းစေတနာကိုသိရှိလားလေသဘောပေါက်ပြီးနိုင်ငံတော်အစိုးရဖော်ဆောင်နေတဲ့နိုင်ငံတော်အချမ်းကင်ငင်ရေးနဲ့အမျိုးသားရင်ကြားစိတ်ရေးတရားဥပဒေစိုးမိုးရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အတုံခွန်ဆိုင်ပူပေါင်းပါဝင်ကြပါကူညီပေးကြပါထောက်ခံအားပေးကြပါလို့လည်းအနိုးအညွတ်တောင်းပန်လိုပါတယ်မေတ္တာရက်ခံလိုပါတယ်နောက်ဆုံးအနေနဲ့အထူးမေတ္တာရက်ခံမှာကြားလိုတာကတော့နိုင်ငံတော်သမ္မတကြီးနဲ့နိုင်ငံတော်အတိုင်ပင်ခံတို့ရဲ့စံသားနဲ့ဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ချင်းလူမျိုးများရဲ့အမှတ်လက္ခဏာဖြစ်တဲ့အောက်ချင်းငှက်နဲ့တောင်ဇလက်ကိစ္စဖြစ်ပါတယ်။ဒီခုအချိန်မှာကျွန်တော်အောက်ချင်းငှက်တွေဟာတဖြည်းဖြည်းနဲ့နေပါလာပြီဖြစ်ပါတယ်။မြို့ပြောက်ွယ်တော့မဲ့အခြေအနေထားမျိုးမှာရောက်ရှိနေပြီဖြစ်ပါတယ်။ထိုနည်းတူပဲတောင်ဇလက်ပင်တွေဟာလည်းတဖြည်းဖြည်းညော့နေလာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးများရဲ့သင်္ကေတအမှတ်လက္ခဏာဖြစ်တဲ့အောက်ချင်းငှက်နဲ့တောင်ဇလက်ပြည်များမြို့မတုံကြီးမြို့ပြောက်ွယ်မသွားရေးကိုအမျိုးသားရေးတောင်အနေဖြင့်ဝန်ထိန်းသိမ်းကာကွယ်ဆောင်ရွက်ကြပါစို့အလဲနဲ့တိုက်တွန်းနေကုန်ချော့ပါတယ်အားလုံးကြည့်တင်ပါတယ်တမိုင်းဝင်ကျေးဇူးတင်အမှားစကားပြောကြားပေးပါတော့လေးစားအပ်ပါသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်တီယိုအားအထူးပင်ကျေးဇူးတင်ရှိကြောင်းပေးပါရန်ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းလန်တွေအားဖိတ်မှန်တကပြုအပ်ပါတယ်ရှင်အလုံးယေရှုနာမအဖြစ်ကျွန်တော်နှုတ်ခွန်းဆက်တတ်ပါတယ်
ကျွန်တော်အနေနဲ့တော့ စောစောကကျွန်တော်တို့နိုင်ငံတော်အကြီးအကဲတွေနဲ့ဒီကျွန်တော်တို့နိုင်ငံကောင်းဆောင်တွေနဲ့ကျွန်တော်တို့တော်တော်များများဟာနိုင်ငံတော်နဲ့ပတ်သက်တဲ့နိုင်ငံတမိုင်းအကြောင်းကစပြီးတော့စချီပြီးတော့အချက်လက်တွေမျိုးစုံပြည့်စုံအောင်ပြောကြပြီးဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကျွန်တော်ကဏ္ဍကျွန်တော်တာဝန်ပိုင်းဖြစ်တဲ့ချင်းပြည်နယ်အကြောင်းကိုအထူးသဖြင့်ဦးစားပေးပြီးကျွန်တော်ပြောကြားတော့မှာဖြစ်ပါတယ်ဒီကနေ့လိုကျင်းပပြုလုပ်ပေးတဲ့ချင်းမျိုးနွယ်စုတို့ရဲ့နိုင်ငံတော်ဒုသမ္မတအဖြစ်နဲ့ကျွန်တော်ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှုတ်ဟာဂုံပြုတ်အခမ်းပွဲညစာစာပွဲမှာအခမ်းအနားတို့ကြောက်ရောက်လာကြတဲ့ NLD နာယကကြီးပပကြီးဦးတင်ဦးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ချင်းပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးများနောက်ဖိတ်ကြားထားသောဧည့်သည်တော်များချင်းတိုင်းရင်းသားညီကိုမောင်နှမအားလုံးမင်္ဂလာရှိတဲ့ညနေခင်းမှာလို့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ပြောကြရင်နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်အနေနဲ့ဒီကနေ့အခမ်းအနားမှာစကားပြောခွင့်ရတဲ့အတွက်များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်ဂုံပြုတ်ညစာစာပွဲအခမ်းအနားကိုစီစဉ်ဆောင်ရွက်ပေးပါတော့ကျွန်တော်တို့ရဲ့ချင်းမျိုးနွယ်စုညီကိုမောင်နှမများကိုလည်းလွန်စွာကြည်ယူတင်ရှိပါကြောင်းထပ်လောင်းပြီးပြောကြားလိုပါတယ်ဇနီးဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ဦးဆောင်ကြိုးပမ်းအားထုတ်မှုကြောင့်မြန်မာနိုင်ငံမှာယတ္တအစိုးရဖွဲ့စည်းနိုင်ခဲ့ပြီးပထမဆုံးသောယတ္တသမရတင်ညှော့နိုင်ခဲ့ပါတယ်အဲ့လိုအစိုးရတက်လာတဲ့အခါမှာအခွင့်အရေးမရဘူးတည်တော်လူနဲ့စုမြတ်ရဲ့အခွင့်အရေးရှိလာတာတွေ့ရှိခဲ့ရပါတယ်လက်စစ်မိမိတို့ချင်းလူမျိုးတွေဆိုရင်တမိုင်းမှာမရှိဘူးတဲ့မရဘူးတည်တော်ဒုသမရနေရာကိုရရှိခဲ့ပါတယ်ကျွန်တော်ဆိုရင်လည်းပါတီဥက္ကဋ္ဌဒေါ်ဆန်းစုကြည်နဲ့ပါတီလူကြီးများနောက်သမရကြီးမှကျွန်တော်တို့ဝန်ကြီးချုပ်နေရာကိုခန့်အပ်ပြီးခဲ့လို့များစွာကြည်ကျူးတင်ရှိကြောင်းဂုဏ်ယူဝမ်းမြောက်မိပါကြောင်းမိမိအနေဖြင့်ပြောကြားရင်းနဲ့ချင်းပြည်နယ်ရဲ့တူတက်ဖွံ့ဖြိုးရေးကိုလည်းတာဝန်ပြည်သူအားလျော်စွာအတတ်နိုင်ဆုံးစွန့်ကုန်ကျူစာဆောင်ရွက်သွားပါမယ်လို့ကျွန်တော်ကတိပြုပြောကြားလိုပါတယ်စခင်ချင်းလူမျိုးတွေဆိုရင်တိုင်းရင်းသားတွေထဲမှာလူနည်းစု minority among the minorities ဖြစ်ပြီးအရင်တုန်းကဆိုချင်းဖြစ်လို့ခရိယန်ဖြစ်လို့ double စီဘူးပေါ့ရှေ့လို့ဆိုပြီးတော့အပေခံခဲ့ရတဲ့ဘဝနဲ့နီလာခဲ့ရတာနှစ်ပေါင်းများစွာဖြစ်ပါတယ်oppressed among the oppressed ဆိုတဲ့စကားတိုင်းမြန်မာနိုင်ငံပြည်သူလူထုအလုံးဖိနှိပ်ခံခဲ့ရတဲ့အချိန်မှာချင်းလူမျိုးများဟာပုံမအဖိနှိပ်ခံရတဲ့လူနဲ့စုများဖြစ်ခဲ့ရပါတယ်တိုးတော်လဲဒီကနေ့မှာ NLD ပါတီအစိုးရတက်လာတဲ့အချိန်မှာတော့အဲ့ဓာတွေဟာလဲကျွန်တော်တို့ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ကြောင်းကျွန်တော်ပြောကြားလိုပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးများအနေဖြင့်ခါသေးတဲ့အတွေ့အကြုံတွေကိုကြုံခဲ့ပြီးခံစားခဲ့ရပြီးဖြစ်တဲ့အတွက်ကျွန်တော်ဒီအတွေ့အကြုံတွေကိုကျွန်တော်တို့သင်ခန်းစာယူပြီးတော့ကျွန်တော်တို့စီလုံးကြီးငယ်စွာချင်းလူမျိုးတွေကျွန်တော်တို့လက်တွဲပြီးအတူတကွခြေတက်တတ်ဖို့အချိန်ကလိုအပ်နေပြီလိုလားနေပြီကျွန်တော်တို့မဖြစ်မနေစီလုံးကြီးကိုကြီးဟာကျွန်တော်တို့တိဆောက်ပြီး
ဒီဆောက်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောကြလိုပါတယ်ကျွန်တော်တို့ချင်းလူမျိုးတွေဟာစောစောကနိုင်ငံတော်အကြီးအကဲများနဲ့ကောင်းဆောင်ကြီးများပြောကြားသွားတယ်လို့လွတ်လပ်ရေးကြိုးပမ်းစဉ်ကလည်းချင်းမျိုးသားပြီးဒေါ်လာကြီးအဖွဲ့ကရွရွချွန်ချွန်ပါဝင်တိုက်ခိုက်ခဲ့ကြောင်းလွတ်လပ်ရေးအတွက်တိုင်းသားငယ်ကိုများနဲ့တူပြင်လုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းတွေနောက်လွတ်လပ်ရေးရရှိပြီးနောက်လွတ်ရရေးကိုနော်ဆုံးမဖြစ်အောင်မဆုံးရအောင်ကျွန်တော်တို့လွတ်လပ်ရေးအတွတ်စီတည်တံ့ခိုင်မဲဖို့ရကျွန်တော်တို့ကာကွယ်စောင့်ရှောက်တဲ့နေရာမှာလဲချင်းတနကင်တတ်အနေနဲ့နော်အသက်စတီးပြီးအသက်ပေါင်းများစွာစတီးခဲ့ပြီးတော့ကာကွယ်စောင့်ရှောက်ခဲ့တဲ့အရှင်လာတွေရှိခဲ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ချင်းလူမျိုးတွေရဲ့စောစောကျွန်တော်တင်ပြသွားတဲ့အရှင်လာကောင်းများကိုအခုနောင်လာနောက်သားများကျွန်တော်ချင်းလူမျိုးအများအနေနဲ့ဆက်လက်ပြီးတော့ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ချင်းလူမျိုးအကြောင်းကျွန်တော်တို့ပြောတဲ့အခါမှာတော်တော်လေးကိုစောစောလေးတင်ပြသွားပါတယ်တမိုင်းကြောင်းအရာကျွန်တော်တို့ချင်းလူမျိုးတွေဟာတစ်နိုင်ငံတော်အပေါ်မှာတစ္ဆာရှိတဲ့လူမျိုးယူသားဖြောင့်မတ်တဲ့လူမျိုးဆိုတဲ့ဂုဏ်ဘုတ်တွေဟာထူးကဲစွာကျွန်တော်တို့နော်ဘူချုပ်အောင်စနာစပြီးတော့နိုင်ငံကောင်းဆောင်အတီးတီးကတမိုင်းကြောင်းအတီးတီးကအတိအမှတ်ပြုတ်ခဲ့ပြီးဖြစ်ပါတယ်ထို့ဇနီးချင်းလူမျိုးများအနေနဲ့လည်းဒီနိုင်ငံတော်နဲ့ပတ်သက်တဲ့ချင်းလူမျိုးများရဲ့အရှင်လာကောင်းများကိုဆက်လက်ထိန်းသိမ်းဖို့ရန်လိုအပ်တယ်လို့ကျွန်တော်တို့ဒီဥက္ကဋ္ဌကြီးဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုဖြင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွင်လည်းမိမိတို့အနေဖြင့်ပြည်အပ်သောတာဝန်များကိုအကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်ဖြစ်ကြောင်းလည်းကျွန်တော်တင်ပြလိုပါတယ်ကျွန်တော်တို့မှာစောစောလည်းဒုသမ္မတကြီးလည်းလမ်းညွှန်သွားပါတယ်ပါတီဥက္ကဋ္ဌနာယကကြီးလည်းလမ်းညွှန်သွားတဲ့အတိုင်းပဲဒီစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတာကျွန်တော်တို့အပေါ်ကနေအမိန့်နဲ့ဝန်ချက်ချက်နဲ့အာဏာနဲ့လွတ်ဆောင်လို့ရတဲ့ကိစ္စမဟုတ်ကြောင်းအားလုံးသဘောပေါက်ပြီးသားဖြစ်ပါတယ်ပြည်သူလူထုတိုင်းရင်းသားပြည်သူလူထုအားလုံးကတကယ်စိတ်နှလုံးထဲမှာလက်ခံပြီးတော့ဒီဖက်ဒရယ်စနစ်ရဲ့မူတဘောတဘာဝကိုလည်းနော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းကျွန်တော်တို့ပြည်သူလူထုတရားလုံးကတဘောပေါက်နားလည်ပြီးလက်ခံမှသာကျွန်တော်တို့ဆောင်ရွက်လို့ရတဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ချင်းလူမျိုးချင်းပြည်သူများအနေနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ဖို့ကျွန်တော်တို့ကပြင်ဆင်တဲ့အခါမှာကျွန်တော်တို့နားလေတဲ့အစာတက်ပြီးတက်လူရန်စားတမကပဲပြည်သူလူချင်းပြည်သူလူထုတရားလုံးမှာဖက်ဒရယ်ပြည်ထောင်စုစနစ်မူကိုကျွန်တော်တို့ကတိုးချင်းတရားချင်းဆူလိုက်ဖွဲ့လိုက်နားလေတဘောပေါက်ပြီးနော်လက်ခံထားမှဒါကျွန်တော်တို့ကအောင်မြင်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီလာမဲ့ကျွန်တော်တို့ဒီနိုင်ငံရေးခရီးစဉ်မှာကျွန်တော်တို့အနေနဲ့သူများပြောလို့ကျွန်တော်တို့ကလိုက်ပြီးရောင်ပြီးပြောတဲ့ပုဂ္ဂိုလ်ကြီးမဟုတ်ပဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ကလက်ခံပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကနော်ဒီထောက်ခံပြီးမှဒါဒီကိစ္စကိုအောင်မြင်နိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ချင်းလူမျိုးရဲ့ဒီကိစ္စဒီမိုကရေစီလမ်းပေါ်မှာစီလုံးငင်ငတ်ဖို့လိုအပ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့တခုလေးကျွန်တော်တင်ပြဆွေးနွေးချင်ပါတယ်ကျွန်တော်တို့ချင်းလူမျိုးများစီလုံးငင်ငတ်ဖို့တလုံးတဝတည်းဖြစ်ဖို့ချင်းလူမျိုးဟာຫນွေစု53မျိုးရှိပြီမဲ့လဲချင်းဟာတစ်မျိုးပဲရှိပါတယ်
ชุนลูมิวชิลูตะคุเบสิบาเดเอราจองจนรู้เยดีชินลูมิวซียงยีมูลุกบุชินบีเนยซีลุงเงินก็ยีลุกเมสวยเนาะจนบานเนี่ยกูจนนายเสียนชินเดลสวยอู้ยินมูตัวนี้เนี่ยจนนายเสียนชินบาเดชินลูมิวตัวซีลุงเงินก็ยีลุกเมสุลุสีเนาะอู้ยินมูตัวเยขันรูเชเนาะเอราสิพูดล้วนเดปานอู้ยินมูปานเฉียนลูเดอู้ยินมูเดียวหาตู้เยอู้ยินเทมาปานมิวส่งยองมิวส่งวิสาบิโรลาปะปะเชียมเนาะเสียงสิเลป่วนเชียมอันนี้ยองป่วนดุยเลสิมเอาไว้ยองป่วนดุยเลสิมยองส่งเนี่ยเนาะวิสาวิชูนี่เรปานนี่กูมีจีเรคามาป่วนในหาลาปะเรเนาะสูบิโรเมียสิอายงเทมามีนทักพูดรู้เลยสิ่งของตะคุบเทเบสลาเลยเอาวายองเอาป่วนตะคุบเบสลาเลยอันนี้ยองเอาป่วนตะคุบเบสลาเลยลูกอู้ยินงูเดียวนี่เนี่ยมีนรู้สิดีปานอู้ยินหาเนาะดีปานอู้ยินมูหาอู้ยินมูมาปีตาบูลูกมาปีตาเนี่ยอู้ยินมูผิดเดลูกจนรู้ตรงใจอามาผิดบาเดบาจงเลยสุดแล้วจนดีกิสาบาลูกเปียวเลยสุดแล้วดีกันนี่มาจนรู้ชิลูมิวหน่วยสุปองส่งยาวลาเรขามาจนรู้วัดสิ่งเดียวจีบแต่ชั่วอันนี้ยองวัดส่งเนี่ยจนรู้ลาเรแต่ชั่วอันสิ่งยองวัดส่งเนี่ยจนรู้ลาบาเรแต่ชั่วเอาไว้ยองวัดส่งเนี่ยจนรู้ลาบาเรอันนี้ยองวัดสิ่งตะคูเบลาเรลูกมีนลูสินเจนเนี่ยพิวนีเปียรีเบลูขันซาเมเลเอราเลสินซาจีพูดลูเรน่าจะขาที่อู้ยินปานอู้ยินเทมาเนาะปานนี่วิสาเรปานอู้ยินตะคูเทมาเนาะจีเงี้ยที่มิวส่งยาวสิลาเมจีเงี้ยมิวส่งยาวลาบิโรตุรุสีเรอตานลีเนี่ยมีบิโรตุรุอตานลีเนี่ยตุรุตุมเมเงี้ยตะมิวเยอตานตะคูเบตายาเรลูขันซาเรดีอตานตะคูลีเบเงี้ยยองนี่เรตุรุสิกนลงเทมาตายได้ลูกขันซาลูสีอู้ยินหูที่เอาสุรมปีตาบูเงียสุรากะตู้อัตานเนี่ยตู้อัตานมีบิโรตัวเนี่ยตัวตุนเมอัตานมิวส่งทดบิโรเงียเดียจัดซาลิสีเดไอ้ดิสิมาเงียปองส่งเงียอาลงเงียอัตานดีฮะตายาเรอัตานดีบ้าสูบิโรกูยันสิ่งนลงเชมาขันซาไหนมาตาลีนอู้ยินมูกองเดียวผิดหลังเนี่ยเอราจนเราสูรูระกะปาสูรูเรสูรูสินจนเราเช่นเนี่ยเช่นลูมิวดิฮะวัดส่งมิวส่งเนี่ยจนเราหน่วยสู้มิวส่งทวดลาตะลูล้อเสียตะลูอัตานมิวส่งเนี่ยสกามิวส่งเนี่ยจนเราอะดีกันนี่หมายเจ้าเสียลาบาเดกูเปียวเนี่ยสกาตะมิวเทเบดีฮาเนี่ยเวชินปีเนี่ยตะคุณลงกูจนเราอะผิดเสียไหมดีสกาเบตายอะไรตานผิดเดดีสกาเบปีส่งเดกองมนเดเนาะชูตาเรตานลุจนเราขันรูตะเมียปันลงชินปีเนี่ยชินลูมิวดิสิลุงเงินกุยิสุระจนเราสิยงระตัวแค่ตัวเมแต่ลุงตัวเทสิกตันเดอัลลาหนองปูวิตัวเมเอราจองจนเราชินลูมิวเยชินลูมิวกูอู้สองนี่เรนายตมารีนายกองสองดีอาลุงกูจนเรามีแต่ยาขันชินดากาโรชินลูมิวอาลุงเยวัดส่งนี่เลยสาสะปะปานเนี่ยกงตรงตรงนี่เลยสุริอามินลิวจนเรามวยพอบุลูเลยชินปีเนี่ยชินเนี่ยหน่วยสุอาลุงเยสกาหาตายาเรอตานเนาะลาบาเรอตานเนาะเปียส่งเดเนาะกองมวนเดสกาดิผิดเดสุริหามิวจนเราขันซาไหนมาเบดิชินลูมิวเยชิลุงเงินกุยิสุระจนเราดีเศร้าลุยมาผิดบาเรเอราต้องจนเราดี
စီလုံးငယ်ညိုကြီးကိုတိဆောက်ပြီးလှုပ်ဆောင်တဲ့နေရာမှာကျွန်တော်အထူးပဲမေတ္တာရပ်ခံချင်တာကတော့ကျွန်တော်စုပေါင်းပြီးကျွန်တော်တို့နေထိုင်တဲ့ချင်းပြည်နယ်တစ်ခုတည်းမဟုတ်ဘဲနဲ့ဒီဗမာပြည်ကပ္ပအရရက်မှာရှိတဲ့ကျွန်တော်တို့ချင်းလူမျိုးများအနေနဲ့တကယ်စီလုံးငယ်ညိုကြီးကိုကျွန်တော်တို့တိဆောက်ခြင်းဆိုလို့ရှိရင်တော့တဘောထားကြီးကြီးနဲ့အမြင်ကြီးကြီးနဲ့လိုအပ်တဲ့အချိန်ကာလကိုစောင့်ပြီးတော့ကျွန်တော်တို့စီယုံလေးကိုတဖြည်းဖြည်းလှုပ်ဆောင်သွားရင်တမျိုးသားလုံးหน่วยစုအလုံးနော်စီလုံးငယ်ငုံမှုရရှိတဲ့နော်အချိန်ထိအချိန်ယူပြီးတော့ကျွန်တော်တို့စီယုံကြရအောင်ကြိုးစားကြရအောင်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်နောက်ပြီးတော့ဒီနောက်ဆုံးအနေနဲ့ကျွန်တော်အကဏ္ဍလေးမှာကျွန်တော်ပြောကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ချင်းပြည်နယ်ရဲ့အခြေအနေလေးကိုကျွန်တော်တင်ပြလိုပါတယ်ချင်းပြည်နယ်ဆိုတာကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲအဆဆရရကိုလိုအပ်နေတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်ကမ္ဘာမှာကျွန်တော်တို့မြန်မာပြည်ဟာစောစောတို့သမ္မတကြီးလည်းတင်ပြသွားပါပြီစီးရဲတဲ့တိုင်းပြည်နော်အနေနဲ့စရင်ထဲမှာကျွန်တော်ပါဝင်လာတဲ့တိုင်းပြည်တစ်ခုဖြစ်တယ်ဗမာပြည်တစ်ခုလုံးစီးရဲတဲ့တိုင်းပြည်နယ်တစ်ခုဖြစ်လာတယ်လို့ကျွန်တော်တို့ချင်းပြည်နယ်ဟာနော်တိုင်းနဲ့ပြည်နယ်ထဲမှာအစီအရဲဆုံးပြည်နယ်အဖြစ်တတ်မှတ်ခံရတဲ့ပြည်နယ်ဖြစ်ပါတယ်ဒီပြည်နယ်မှာကျွန်တော်တို့စတင်ပြီးအလုပ်လုပ်ရမယ်ဆိုတဲ့အခါမှာကျွန်တော်တို့ပြည်သူလူထုမျှော်လင့်တဲ့ပြောင်းလဲခြင်းနော်ပြောင်းလဲခြင်းကိုလိုအပ်မျှော်လင့်နေတဲ့ပြည်သူလူထုကနေပြီးတော့ကျွန်တော်တို့ကိုရွေးကောက်တင်မြှောက်တဲ့ဒီအစိုးရအဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ်အဲ့ဒီကျွန်တော်တို့အစိုးရအနေနဲ့ပြည်သူလူထုမျှော်လင့်တဲ့ပြည်သူလူထုရဲ့နော်မျှော်လင့်တောင့်တနေတဲ့ဒီမိုကရေစီစနစ်ပေါ်ဆောင်ရေးနဲ့ပြည်သူလူထုရဲ့လူနေမှုဘဝကိုမြင့်တင်ပေးဖို့ချင်းပြည်နယ်ချင်းပြည်သူတွေရဲ့လူလားတောင့်တတဲ့အရာတွေကိုအမြန်ဆုံးနဲ့ကျွန်တော်တို့အချိန်တူတောင်းတဲ့အချိန်လေးမှာကျွန်တော်တို့ကဖြည့်ဆည်းနိုင်ဖို့ကျွန်တော်တို့စီမံချက်ရေးဆွဲပြီးတော့မျိုးကျွန်တော်တို့ရေးဆွဲပါတယ်ဒီလိုရေးဆွဲတဲ့လုပ်ငန်းနဲ့ပတ်သက်လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရနေပြီးတော့ဒီဥက္ကဋ္ဌတော်ဆန်းစုကြည်နဲ့ကျွန်တော်မေးပါတယ်။ဘာမေးပြီလဲဆိုတော့ခုချင်းပြည်နယ်အတွက်လက်တလောအရင်ဆုံးဘာလို့မလို့စစ်ကိုးတယ်လဲလို့ကျွန်တော်မေးပါတယ်။ဘာလို့မလို့စစ်ကိုးတယ်လဲဆိုရင်ကျွန်တော်စိတ်ထဲမှာချက်ချင်းပဲမဆိုင်မတော့ပဲအဲ့ဒီကျွန်တော်တို့ပြည်နယ်မှာလမ်းပန်းဆက်တွေမကောင်းဘူးလမ်းပန်းဆက်တွေရလုံးဝမကောင်းဘူးချင်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းဆိုတာဘလက်ဝထိပ်မှာဟာခါနေပြီးတော့ဘလက်ဝသွားမယ်နော်သွားတဲ့လူနဲ့ဟာခါနေပြီးတော့အမေရိကန်သွားတဲ့လူကအမေရိကကိုသွားမဲ့လူအရင်ရောက်ရှိတယ်နော်ကျွန်တော်ဘလက်ဝထက်ကျွန်တော်အမေရိကကိုအရင်ရောက်ရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်မှာလမ်းပန်းဆက်တွေရဒီလောက်ခက်ခဲနေပါတယ်လမ်းပန်းဆက်တွေမကောင်းလို့ကျွန်တော်တို့နော်တအုပ်နဲ့တအုပ်ထိထွေးမှုမရှိဘူးဆက်ဆံမှုကနည်းနေတယ်စီးပွဲလည်းမကောင်းဘူးအဆဆရရမှာကျွန်တော်ဖြစ်နေလမ်းပန်းဆက်တွေရတော့အဓိကလုပ်ပြီးပါအဓိကလူအပ်လာကလမ်းပန်းဆက်တွေဖြစ်ပါတယ်လေဟုတ်ပြီဒုတိယဆိုပါလေဆက်မီးပေါ့နော်ဒါဟိုလက်စစ်မီးရက်စီရလေလိုပါတယ်ကျွန်တော်နှစ်ပေါင်း50 60ခုအမောင်ထဲမှာပဲနေရတယ်ပညာရေးနောက်ကျန်းမာရေးစတဲ့လုပ်ငန်းမြင့်တင်တယ်ဆိုလို့ရှိရင်လည်းမီးမစင်ဘာမှလုပ်လို့မရပါဘူးလို့ကျွန်တော်တင်ပြထားပါတယ်နောက်ပြီးတော့ဆိုလို့ရှိရင်လည်းရည်လည်းရှားပါတယ်ချင်းပြည်နယ်တစ်ခုလုံးမှာတောက်တုံးရည်တအားရှားပါတယ်မြို့တွေစွာတွေကတောင်ထိပ်မှာတည်ပြီးတော့ရည်ရတော့ဟိုအောက်တိုင်းထဲမှာဖြစ်နေတယ်အဲ့မှာရည်ရရှိတောင်ထိပ်မှာကျွန်တော်တို့တပြည်နယ်လုံးဒုက္ခရောက်ပါတယ်လို့ကျွန်တော်တင်ပြပါတယ်အဲ့လိုတင်ပြတဲ့ခါမှာတော့ဗာပြောလဲအထက်နိုင်ဆုံးတော့ကိုငယ်ပြပါမယ်ဆိုပြီးတော့ဟိုပြောရရင်ပဲသူသမ္မတကြီးတင်ပြဆွေးနွေးတော့တယ်လို့လမ်းပန်းဆက်တွေရာတော်တော်များများဟိုလုတ်ပြီးမဲ့နော်ဟိုအလားလာကောင်းတရင်ကောင်းလည်းရရှိပြီးဖြစ်ပါတယ်ဆော့ဆော့လူသမ္မတကြီးပြောချက်တော်တဲ့အတိုင်းပဲမြင့်ကြတော်တဲ့အတိုင်းပဲလမ်းပန်းဆက်တွေရချီတော်တော်လေးကောင်းပါတယ်မကြခင်မှာပဲကျွန်တော်တို့ဒီ2နှစ်3နှစ်အတွင်းမှာအကုန်လုံးပြီးစီအောင်ဆောင်ရွက်ပါမယ်ဆိုတဲ့တရင်လည်းကျွန်တော်ကြားရှိရပါတယ်အဲ့လိုပဲကျွန်တော်တို့ချင်းပြည်နယ်မှာ
ကျွန်တော်ဒီမှာမိဘပြည်သူညီကိုမောင်နှမတွေကိုကျွန်တော်မြစ်တရားခံချင်တာတော့ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာကျွန်တော်တို့အစိုးရတက်တန်း9 နှစ်ကျန်သေးတဲ့9 နှစ်မှာကျွန်တော်တို့ဘယ်လိုခရီးသွားမလဲဘယ်လိုခြေလှမ်းမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ချင်းပြည်နယ်အစိုးရအနေနဲ့ပြည်ထောင်စုအစိုးရနဲ့တကွသမ္မတကြီးနဲ့ပြည်ထောင်စုအစိုးရနဲ့တကွချင်းပြည်နယ်အနေနော်ပြည်ထောင်စုလွှတ်တော်ကိုတက်ရောက်တဲ့လွှတ်တော်ကိုယ်စားလှယ်များပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနောက်ပြည်နယ်မှာရှိတဲ့ဆန္ဒဆရာကြီးကဲများနဲ့ပြည်သူချင်းပြည်နယ်ပြည်သူဆိုတဲ့နေရာမှာပြည်နယ်အတွင်းမှာနေထိုင်တဲ့ချင်းတွေရောပြည်နယ်ပြည်ပမှာနော်နိုင်ငံခြားမှာနေထိုင်တဲ့ကျွန်တော်ချင်းတို့မျိုးအားလုံးကချင်းပြည်နယ်တိုးတက်ရေးကိုဝိုင်းပြီးတော့ပုံကြီးပြကြပါလို့ကျွန်တော်မြစ်တရားခံချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ချင်းပြည်နယ်မှာစောစောကျွန်တော်ပြောတဲ့တင်ပြသွားတဲ့အတိုင်းပဲဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရှင်လည်းလိုအပ်တယ်။ငွေရှင်ကြေးရှင်လည်းလိုအပ်တယ်။လုပ်ငန်းရှင်လည်းလိုအပ်တယ်။ဒီကိစ္စတွေဟာကျွန်တော်ချင်းပြည်နယ်အတွင်းမှာအားလုံးပြည့်စုံမှုမရှိပါဘူး။အဲ့ဒါကြောင့်ဒီရန်ကုန်မြို့နဲ့ဗမာပြည်နှံ့မှာရှိတဲ့ကျွန်တော်တို့ချင်းလူမျိုးတွေရောနော်နိုင်ငံခြားရောက်ရှိနေတဲ့ကျွန်တော်ချင်းမျိုးသားတွေရောအားလုံးပြီးတော့တိုင်ဝမ်ပြီးတော့ကိုငီပြကြပါပညာအဖြစ်၎င်းငွေကြေးတနာအဖြစ်၎င်း foundation စရစ်ဖြစ်၎င်းနောက်ကျွန်တော်တို့ဒီ NGO INGO စသည်ဖြစ်ပေါ့နော်ပူပေါင်းပြီးတော့ချင်းပြည်နယ်အတွက်အားလုံးတိုင်ဝမ်ပြီးတော့ချင်းပြည်နယ်တိုးတက်ရေးကိုဆောင်ရွက်ကြရအောင်ပူပေါင်းပြီးတော့ဆောင်ရွက်ကြရအောင်ဆိုပြီးတော့ကျွန်တော်မြစ်တရားခံချင်ပါတယ်နောက်ကျွန်တော်တို့ချင်းပြည်နယ်အစိုးရကိုလည်းဒီကျွန်တော်ချင်းလူမျိုးကြီးကိုမောင်နှမများတာမကမြန်မာနိုင်ငံမှာရည်နိုင်တဲ့နိုင်ငံတော်အကြီးအကဲများနောက်ပညာရှင်နဲ့တပ်ပညာရှင်တိပညာရှင်လူငန်းရှင်ကြီးများအနေနဲ့စေတနာမေတ္တာထားပြီးတော့တိုင်ဝမ်ပြီးတော့လူဆောင်ပြကြပါလို့ကျွန်တော်မေတ္တာရခံခြင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်အမှားစကားပြောကြားပြီးသွားပါတော့ချင်းပြည်နယ်ဝန်ကြီးချုပ်ဘူးစလိုက်လက်လွယ်အားကျေးဇူးဥက္ကပကာယအထူးတင်ရှိပါတယ်ရှင်ဧည့်သည်တော်လူကြီးများရှင်အခုချင်းတိုင်းရင်းသားတို့ရဲ့ဓလေ့ထုံးစံအရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်တီယိုအားဂုဏ်ပြုမဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်ဂုဏ်ပြုအစီအစဉ်မစတင်ခင်မှာသမ္မတဒုတိယသမ္မတဦးဟင်နရီဗန်တီယို၏ကိုယ်ရေးအကျင့်အားဂုဏ်ယူစွာဖြင့်ဖတ်ကြားတင်ပြပါစီရှင်1958ခုနှစ်ဩဂုတ်လ9ရက်နေ့တွင်ချင်းပြည်နယ်ထန်တလန်မြို့နယ်ပီကျင်းရွာမှာဖွားမြင်ခဲ့ပါတယ်။ဖခင်ဦးလျံလုံနှင့်မိခင်ဒေါ်ငွန်ပါတို့၏သား3ဦးသမီး5ဦးအနက်မှ6ယောက်မြောက်သားဖြစ်ပါရဲ့ရှင်။1989ခုနှစ်မှာကြီးကျိန်မြို့အလယ်တန်းကျောင်းမှ9တန်းအောင်မြင်ခဲ့ပြီး1986ခုနှစ်တွင်ဟာခါမြို့အထက်တန်းကျောင်းမှအထက်တန်းဖြည့်ဆို့အောင်မြင်ခဲ့ပါတယ်။1989ခုနှစ်မှစ၍တပ်မတော်သို့စတင်ဝင်ရောက်မှုထမ်းခဲ့ပါတယ်။1984ခုနှစ်မှာဝိဇာဘွဲ့ BA ကိုရရှိအောင်မြင်ခဲ့ပါတယ်။1986ခုနှစ်မှာတော့ပြန်တန်းဝင်အရာရှိဒုတိယဗိုလ်အဖြစ်တိုးမြင့်ခန့်အပ်ခြင်းကိုခံရပါတယ်ရှင်။1990မှာဗိုလ်ကြီးအဆင့်သို့တိုးမြင့်ခြင်းကိုထပ်မံပြီးခံခဲ့ရပါတယ်။တိုင်းပြည်အတွက်အသက်သွေးချွေးတို့ကိုပေးဆက်ရင်းရှေ့တန်းစစ်မျက်နှာမှာရွတ်ချွန်တိုက်ပွဲဝင်ရင်နိုင်ငံတော်ကိုကာကွယ်ခဲ့ပါတယ်ရှင်။ဖရာသခင်ရဲ့ကျေးဇူးတော်ကြောင့်သာဒီကနေ့အသက်ရှင်နဲ့တွေ့ရတာဖြစ်ပါတယ်ရှင်။1996ခုနှစ်မှာတော့ဘူမှုအဆင့်ကိုထပ်မံပြီးတိုးမြင့်ခန့်အပ်ခြင်းကိုခံရပါတယ်ရှင်။1999ဩဂုတ်လ16ရက်နေ့မှာ Reverend Dr. J.R. Ralboy နဲ့
Pisung Guido E. The Miji, Dr. Anna Sweetluan Intang Pukebi, Ta Jesse Van Boy, Joseph Van Tione, The Me, Jennifer Ngun Swipardo, Chonka Kebareshin. Town Goya Guzeship Maro, Upati Buelon, Diploma, Yashi, Aumien Kebareshin. Natao Don Kuntema, Ahmete Samu Winjitana do, Nyun Jai Mu Simpi, Biao Shui Dawin Tansong Kebareshin. Celebi, Natao Kuntema, Mandalay Mu, Virginia Sayong Mu Apilagao. Natao Chakunema, Yango Mu, Samuti Yong Choma, Seaman Kankwe Tana Mu Pienlagao. Natao Choma, Natao Gokani, Bili, Ayacha Sayong Mu Pienlagao, Atiti, Nanganjoy, Dawin Yago, Tansong Kebareshin. Natao Go, Mela Ma, Natao Sati Mela Ati, Philippine Nanga, Melina Mujin Lagao. Natao Sati Mela Ma, Natao Sanga, January La Ati, New Zealand Nanga, New Zealand Nanga, Drain Lagao, Mita Sunitu, Nitain Kebareshin. New Zealand Drain Nitain Nisingala, a dream male, Mimi Ijita, Pumpui, a dread. Yamaning and Donjing Jang Jana Kebare. America, Australia Dorole, Bejakana Dwaya, Lila Kebareshin. Natao Sanga, January La Maro, Yamaning and Do, Biele Yaushibi, November La, Yuka Puema, Amuda Democracy, Puecho Party Ma, Chimpine Mesanane, Amatong, Tantalam Munema, We Yaubi, Amuda Luto Amatpi, a Yuiche Kan Kebareshin. Natao Sacha, Merchlama, Amuda Lutoma, Dutia, Tamada Nipi, Yuika, Dimyao Kebi, Bitao Su Ludoma, a deep UK Bareshin. Natao Sacha, Aprila Dayema Sayui, Dutia, Tamara, Dawingo, Nganita, Satin, Tansauni Bi Pipareshin. Tamaraji, Dutia Tamaraji, Goyi Ejingo, Gong Yuswani, Dimpia Queen Yaret, Jisu Demareshin. A good Desatema Be, Compute Sisingo, Satima Pipare, Betama Uswa, Compute Sisima, Bowing Sound Bime, Compute Loa Be a Bime, Utambo, Minja Muni at the Okata, Gambalet, Nayaka, Yama Samulamu, Aloyong Quemu, Anyiza, Yoya Dali Adai, Yoya Sao Chong Bija Me, Reverend Dr. Peter Zebluntang, Compute Boy Akana, Alo Musao, Adrimu, Banda Ting, Zungzer Moy, Ko Akerimi Tamunye, ICA, Institute of Chain Affairs, USA Ma People Do, the Winwa Be Epime, U Lian Chung Nung, Falamune Atne Okata, Suit Down Bime, Bishop Dr. Sike No Chum Doa, Shi Uswa, Simeon Cheto, Nia Yu Bibayan, Banja Apparition. Okay, Jamari at the Ming Lima, Kain Sound like Compute Matan Noago, Pacha Biazishin, Compute Matan Noagaro, Chin Amuta Comedy, Yangon, Compute Matan Noa, Bitao Suit the Mara Yamaning and Toi. Jutia Tamara Api, Yui Chetin Yap Kayado, U Henry Ventiu are, Chin and Yoda to the yellow ma, Matanting, Compute Apati, Lelson Tang, Okata, Peter Zeluntang, a Junimu, Pipareshin, a goo, Celebi, Compute Lapi, Api me, U Tambo, Mintamune Okata, Gampalet Nayaka. Yama Samulemu, Alo Yong Quemu, and Yinsa, Peko Bareshin, Lisa Apato, Bitausu, the Mara Yamana Yando, Judia, the Mata, Uhinari Vantiushin, Gompute can be by ye, Gompute Matanwa, let can be by ye, Yoya Sao Chong, Chingo, let can be by ye, the one let can be by ye, Suit down Chingo, the Sadebe can be by ye, Lisa Swapin, Banja Aparishin.
Institute of Chin Affairs USA မှပေးပို့တဲ့တဝန်လွှာကိုဖလန်မြို့နယ်အသင်းဥက္ကဋ္ဌဘူးလျံကျုံလုံးမှပေးအပ်မှာဖြစ်ပါတယ်ရှင်။ Institute of Chin Affairs USA ICA မှပေးပို့သောတဝန်လွှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒုတိယသမ္မတကြီးရှင်စင်ပေါ်တွင်ဆက်လက်ပြီးနေရယူပေးပါရှင်အခုရိုးရာဓလေ့ထုံးစံအတိုင်းရိုးရာဆောင်ခြုံပေးမယ် Reverend Dr. Peter Zalunthang ဂုဏ်ပြုပွဲအခမ်းအနားအလုပ်မှုဆောင်အတွင်းရေးမှူးဗန္နာထိန်နှင့် Zoom ကျယ်မွိုခေါ်အကယ်ဒမီတက်မွန်မြင့်ကျုံအားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင် ဟုတ်ကဲ့ဒါကတော့ကျမတို့ရဲ့ချင်းရိုးရာဓလေ့ထုံးစံအတိုင်းချူးချွန်ထက်မြက်သူများသူရဲကောင်းများခေါင်းဆောင်ကောင်းများကိုဂုဏ်ပြုတဲ့အလေးအထားပဲဖြစ်ပါတယ်ရှင်ဂုဏ်ပြုခံပေးပါတော့ဒုတိယသမ္မတကြီးအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ဒုတိယသမ္မတကြီးရှင်သတ်မှတ်ထားသောထိုင်ခုံတွင်ခိတ္တခဏထိုင်ပေးပါရန်ပန်ကြားအပ်ပါရရှင်အခုဆက်လက်ပြီးဒုတိယသမ္မတအားဆုတောင်းပေးပါရန် Bishop Dr. Siki Nochum Bishop of Believer Church and President of Gospel for Asia Bible College ကဖိတ်ခေါ်အပ်ပါရရှင်ယေရှုခရစ်တော်ထံပါမှရှင်သက်လာတဲ့ငြိမ်သက်ခြင်းသည်ဒီကနေ့ဒီမှာချွတ်ရောက်လာတဲ့ပရိသတ်အပေါ်မှာတိတဖန်တည်ရောက်ပါစေအာမင်ဆရာကြီးရာဗီဇကရီယာကဒီလိုပြောပါတယ် History never die လို့ပြောပြီးမှဇီတာထားပါတယ်မှန်ပါတယ်မတည်မပြောင်းနိုင်တော့မြန်မာနိုင်ငံတော်တည်ဆောက်ခြင်းမှာကျွန်တော်တို့ချင်းလူမျိုးများဘယ်လူဘယ်ကန္တကနေပြီးတော့ပါဝင်ခဲ့ကြောင်းဒီကနေ့မှာသိရခြင်းသည်အထူးဂုဏ်ယူစရာကောင်းပါတယ်ကျွန်တော်တို့ချင်းလူမျိုးအများစုသည်အသက်ရှင်၍ဟန်ရှင်းရှင်တဆွမ်းနိုင်သောဖရာကိုယုံကြည်ဝတ်ပြုကိုးကွယ်ဆုတောင်းကြသောသူများဖြစ်ပါတယ်တချို့သောဆုတောင်းသူများမှလွန်ခဲ့သော3-4 နှစ်ကလေးကယူပါယုံများရရှိလာပြီးဖျားသခင်သည်ကျွန်တော်တို့ချင်းလူမျိုးထဲမှာမြန်မာပြည်အတွက်သမရပေါ်ထွန်းစေလာလိမ့်မယ်ဟု prophet ပြုခဲ့ကြပါသည်မှန်ပါတယ်ဖျားသခင်သည်တဆွမ်းနိုင်သောဖျားတနေ့နဲ့တထင်ကြံကြရင်ဖြစ်ပါစေဖြစ်ပါလိမ့်မယ်ဟုကျွန်တော်တို့စန္ဒပြုယုံကြည်ကြပါတယ်ဒါပေမဲ့ဒီကနေ့ဒီချင်းဒီနှစ်အတွင်းမှာဒီလောက်မြန်ဆန်လာလိမ့်မယ်ဟု prophet ပြုသူမအစကျွန်တော်တို့မယုံနိုင်ခဲ့ပါ yes it is beyond our beliefs it is beyond our dreams it is beyond our expectation ဖြစ်ပါတယ်
The glory to be the Father, Son, and the Holy Ghost. Bong chi chin a lung di, Phaya takin nai phit ba se. Amen. Le sa ya ba do U Henry Van Thieu Du Tamara a phit Zwe Kau Tin Miao Ching Cây Sa Ne Pat Te Pi Ro Phaya Takhin Atung Do Khan Chin Pi Ne Che Le De Ta Ma Me Sanda Shin Mya Ma Asa Du Tamara a phit Zwe Che Tin Miao Pe Do Ta Wan Si Lu Chi Mya A Long Ne Atu Nangan Do Tan Pin Khain Pau Gu Atu Le Sa Abado Do Aung San Suu Kyi Gu Le Atu Jesu Tin Chong Chano Do Chin Lu Miu Mya Di Kane Pyo Chia Lu Ba Re Chano Chan Sa Tapai Pha Ba Me Dhamma Zazawin Pathama Song Akhan Chi Set Chok Ange Set Tung Samuel Ladi Si Bu Gu Yu Yue Tu Iku Su Te Ma Tu Gu Biat Te Pe Re I Tu Ne Ma Sa Yue Thaura Phaya Yi Wing In Do Di Ji Ma Do Taku Phin Dawi Apo Ma Te Yok Le I So Samuel took the horn of oil and anointed him in the presence of his brothers, and from that day on, the Spirit of the Lord came upon David in power. Chanoro le saya bado du tamara chi atwe bette Kong Chi Tong Su Tong Chia Ba Su Su Tong Chia Ba Su Kong Kim Bung Nai Si Ro Mu Do Chano Ro Ye Apha Ku Roi Nama Ro Di Kaba Aset Set Bung Chi Yue Mingala Si Ba Se Tu Chong Ta Dawi Gu Toma Satin Yue No Pi Ong Min Do Sit Te Ye Kong Apit Tola Kong Ong Min Do Sit Te Ye Kong Ma Ong Min Cho Chia Do Sim Bu Yin Chi Apit Yue Kau Tin Miao Do Phaya Di Kane Chano Ro Chin Lu Miu Mya Ma Chik Khin Le Sa Ba Do U Henry Van Thieu Gu Le Bagwa Asin Sin Cho Phet Se Le Nangan Do Du Tamara Apit Zwe Nau Tin Miao Pe Re Atwe Atu Pin Jesu Do Gu Chimwa Ma Re Pha Hallelujah Gu Ro Mya Phya Prophet Samuel La Gu Atong Piu Le Sim Bu Yin Dawi Gu La Kong Zip Yo Het Zadok Gu Atong Piu Le Sim Bu Yin Solomon Gu La Kong Si Lu Bete Pe Talu Aku Chano Ro Du Tamara Chi Gu Le Tu Chit Do Chin Lu Miu Mya Ma Aku Takhin Yesu Christ Do Nama Aphin Biat Te Pe Kong Chi Pe Ba I Taku Chi Do Wing In Do Aphin Aku Tu Apo Ma Sin Tet Do Mu Ba Zane Ma Sa Bi Mita Su Ma Sa Ami Nangan Do Chi Gu Tu Aphin Tu Tet Ong Min Se Do Mu Ba Le O Nge Ta Mya Ma Sa Athet Lu Chi Mya Lo Pho Song Phe Mya Ne Atu Do Bama Pi Chi Gu Nging Chan Tu Tet Ong Min Se Do Mu Ba Te Chin Gu Ong Min Yue Sin Pian Tha Miao Do Takhin Yesu Christ Do Ye Nama Do Aphin Biat Te Pe Kong Chi Pe Su Tong Pe Ba Yi Myet Siwa Do Apha Phaya Amen Chano Ro Du Tama Chi Gu Phaya Takhin Atit Tapha Tak
ဝိညာဉ်တော်တကူနဲ့အတူကောင်းချီးပေးပါစေအာမင်ချစ်ခင်လေးစားအပ်ပါသောရွှေပွဲလာအိပ်ပရိသတ်များယခုအချိန်မှာကျမတို့ရဲ့ချင်းပြည်နယ်ဝင်ကြီးချုပ်ဖြစ်တဲ့ဘူးစလိုင်းလန်လွယ်အားဂုဏ်ပြုအမှတ်တရလက်ဆောင်များကိုပေးအပ်မယ့်အစီအစဉ်ဖြစ်ပါတယ်ရှင်ဂုဏ်ပြုအမှတ်တရလက်ဆောင်များမပေးအပ်ခင်မှာဝင်ကြီးချုပ်ရဲ့အထုပတိကိုကျွတင်ဖတ်ကြားချင်ပါတယ်ရှင်ချင်းပြည်နယ်ဝင်ကြီးချုပ်ဦးစလိုင်းလန်လွယ်ရဲ့ကိုရေးအချင်း1948ခုနှစ်အောက်တိုဘာလ25ရက်နေ့တွင်ဖလမ်းမြို့နယ်အိုင်ရီဘော်ကျေးရွာမှာဖွားမြင်ခဲ့ပါတယ်ဖခင်ဦးထာတင်ထန်နဲ့မိခင်ရှန်ဘောလ်စင်တို့ရဲ့သားသမီး12ဦးအနက်ဒုတိယသားဖြစ်ပါတယ်ရှင်1981မှာရန်ကုန်တက္ကသိုလ်မှဥပဒေဘွဲ့ကိုရရှိခဲ့ပြီး2004ခုနှစ်မှာ Methodist Theological College မန္တလေးမှာ BRE Bachelor of Religious ဘွဲ့ကိုရရှိခဲ့ပါတယ်1986ခုနှစ်မှာပြီးရွနိုင်ပါနဲ့လက်ထပ်ခဲ့ပြီးသားသမီး4ဦးထွန်းကားခဲ့ပါတယ်ရှင်တက္ကသိုလ်ကျောင်းသားဘဝမှာစလိုင်းမန်လှုပ်ရှားမှုကဲ့သို့သောချင်းကျောင်းသားလှုပ်ရှားမှုများမှာစလိုင်းရမ်လင်မုံစလိုင်းကိပခိုလျန်တို့နဲ့အတူတက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ဥပဒေပိုင်းဆိုင်ရာအစိုးရမှုထမ်းအဖြစ်ဗဟုဥပဒေရုံးရန်ကုန်ကလေးဖလမ်မင်းတပ်မတူပီမန္တလေးအမရပူရာနှင့်စင့်ကိုင်တို့တွင်တာဝန်ထမ်းဆောင်ခဲ့ပြီး2014တွင်တမူးခရိုင်ဥပဒေအရာရှိအဖြစ်တာဝန်ထမ်းဆောင်ရင်းအငိမ့်စားယူခဲ့ပါတယ်ရှင်။တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေးတစိမ့်ဝန်ထမ်းကောင်းတစိမ့်နှင့်ပြည်သူဝန်ထမ်းကောင်းတစိမ့်3ခုကိုချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။2015နိုဝင်ဘာမှာရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှဖလမ်းမြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဖြစ်ဝင်ရောက်ရွေးချယ်ခြင်းခံခဲ့သူဖြစ်ပါတယ်ရှင်2016ဧပြီလမှစ၍ချင်းပြည်နယ်ဝင်ကြီးချုပ်တာဝန်ကိုစတင်ထမ်းဆောင်နေပြီးကြောင်းဂုဏ်ယူစွာတင်ပြလိုက်ရပါတယ်ရှင်လေးစားအပ်ပါသောချင်းပြည်နယ်ဝင်ကြီးချုပ်ဦးစလိုင်းလန်လွယ်အားဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ပေးပါရန်အတွက် Reverend Bumkhap Pao စီရင်နှစ်ချင်းအသင်းတော် Church Pastor နဲ့ Evangelist ထန်းထန်းဂုဏ်ပြုပွဲအခမ်းအနားအလုပ်အမှုဆောင်ဆက်သွယ်ရေးနှင့်နေရာချထားရေးတာဝန်ခံ Reverend Peter Ngunzachung ဂုဏ်ပြုပွဲအခမ်းအနားအလုပ်အမှုဆောင်ဆက်သွယ်ရေးနှင့်နေရာချထားရေးတာဝန်ခံပုဂ္ဂိုလ်များရှင်ကျေးဇူးပြု၍ဝင်ကြီးချုပ်အားဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ပေးပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ချစ်ခင်လေးစားအပ်ပါသောချင်းပြည်နယ်ဝင်ကြီးချုပ်ဘူးစလိုင်းလန်လွယ်ရှင်ဂုဏ်ပြုလက်ဆောင်များနှင့်အမှတ်တရခြုံလွှာများခြုံပေးခြင်းကိုလက်ခံပေးပါရန်ကျေးဇူးပြု၍စင်မြင့်ပေါ်သို့ကြွပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်ဦးစွာပထမ Reverend Bumkhap Pao စီရင်နှစ်ချင်းအသင်းတော် Church Pastor မှာတဝန်လွှာကိုပေးအပ်ပေးပါရန်ဖိတ်ခေါ်ပါရရှင်တဝန်လွှာကိုဖတ်ကြားပေးပါမယ်ရှင်ချင်းအမျိုးသားကော်မတီရန်ကုန်ဂုဏ်ပြုလွှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ချင်းပြည်နယ်ဝင်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသောဦးစလိုင်းလန်လွယ်အားချင်းအမျိုးသားလူထုတရက်လုံးမှ
အထူးပင်ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးဂုဏ်ပြုလွှာပေးအပ်ပေးပါရန်ဂုဏ်ပြုပွဲအခမ်းအနားအလုံးမှုဆောင်ဆက်သွယ်ရေးနဲ့နေရာချထားရေးတာဝန်ခံ Evangelist ထန်းထန်းအားဖိတ်ခေါ်ပါတယ်ကျမတို့ချင်းယူရမှာဂုဏ်ထူးဆောင်များပေးအပ်တဲ့အခါမှာကျမတို့ရဲ့ဂုဏ်ပြုပွဲများမှာများသောအားဖြင့်ဂုဏ်ပြုခံကြတဲ့အခါမှာရိုးရာရင်ကြည်မှုအရာဖြစ်တဲ့ခြုံဆောင်များကိုခြုံပေးလေ့ရှိပါတယ်။မြို့ချစ်ခေါင်းဆောင်များအောင်ပွဲခံသူများတိုင်းပြည်နယ်လူမျိုးအတွက်ကိုကျိုးစွန့်သူများနဲ့အားကိုးထိုက်သောဂုဏ်ပြုထိုက်သောပုဂ္ဂိုလ်များကိုခြုံပေးလေ့ရှိပါတယ်ရှင်။ချစ်ခင်လေးစားအပ်ပါသောချင်းပင်နယ်ဝင်ကြီးချုပ်ပူးစလိုက်လန်လွယ်အားချင်းကျိုးရာခြုံဆောင်ကိုခြုံပေးပါရန်အတွက်မေတ္တာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီး ICA မှတဝန်လွှာကိုကျင်းပရေးကော်မတီဥက္ကဋ္ဌဦးလက်စင်ထံမှပေးအပ်ပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်ယခုပေးအပ်မဲ့တဝန်လွှာဟာ ICA Institute of Chin Affairs USA မှပေးအပ်တာဖြစ်ပါတယ်ရှင်ချစ်ခင်လေးစားအပ်ပါသောချင်းပြည်နယ်ဝင်ကြီးချုပ်အားဆုတောင်းပေးပါရန်အတွက် Reverend Dr. Simon ပေါခန်းအန်နာယူသေးစွာဖိတ်ခေါ်အပ်ပါတယ်ရှင်အချိန်ကတော့လွန်ခဲ့တဲ့1960ခုနှစ်လောက်ကဖြစ်ပါတယ်အမေရိကန်နိုင်ငံမှာအခုလိုသမ္မတရွေးကောက်ပွဲကျင်းပပြီးတော့မှ John F. Kennedy သမ္မတရာထူးဆွတ်ခိုးသွားပါတယ်အဲ့ဒီအချိန်မှာသူကအမေရိကန်နိုင်ငံကိုဘယ်လိုအုပ်ချုပ်နိုင်မလဲဆိုပြီးစဉ်းစားတဲ့အခါမှာအမေရိကန်နိုင်ငံမှာအမတန်နာမည်ကျော်ကြားတဲ့နိုင်ငံရေးသမားများသိပ္ပံပညာရှင်များစီးပွားရေးပညာရှင်များစစ်ဗိုလ်ကြီးများရွေးချယ်ပြီးတော့150ရွေးချယ်ပြီးတော့ဟောဖိတ်ပါလေအခုလိုပဲမြတ်စွာတည်ခင်းပြီးတော့အဲ့ဒီ150ထဲမှာဘယ်သူကိုခေါ်ဖိတ်လဲဆိုတော့ဂျာမနီနိုင်ငံကနေနာဇီဝါဒဟစ်လာရဲ့နာဇီဝါဒကြောင့်ရှောင်ပြီးတော့အမေရိကန်နိုင်ငံမှာခိုးနေတဲ့ဓမ္မပညာရှင်ပေါတီလီကိုလည်းသူခေါ်ဖိတ်ပါတယ်အခုလိုပဲမင်းခွန်ပြော
ပညာရှင်များအမေရိကန်နိုင်ငံကိုဘယ်လိုကျွန်တော်ဆက်လက်ပြီးတော့စကန်သွားကြမလဲအကြံပေးကြပါတောင်းဆိုပါတယ်နောက်အခမ်းအနားပြီးတဲ့အခါမှာတကားဝမှာသူမတ်တရပြီးတော့အဲ့ဒီမြတ်ကိုတယောက်ပြီးတယောက်နှုတ်ဆက်တယ် goodbye thank you for coming လာတာရှိရတဲ့ပါတယ်အဲ့ဒီဂျာမနီနိုင်ငံကနာဇီဝရကြောင့်ထွက်ပြေးလာတဲ့ဓမ္မပညာရှင်ပေါလ်တီလစ်အလှည့်ရောက်တဲ့အခါမှာပေါလ်တီလစ်ကသမရကိုမိခွန်းတစ်ခုမေးပါတယ် Mr. President သမရကြီးခင်ဗျာတချဲလူတွေကို150အမေရိကန်နိုင်ငံတစ်ခုလုံးမှာ150ဖိတ်တာတချဲလူတွေကိုဖိတ်တာတော့ကျွန်တော်နားလည်ပါတယ်ကျွန်တော်နိုင်ငံကြီးတမလည်းမဟုတ်ပါဘူးတိတ်ပံပညာရှင်လည်းမဟုတ်ဘူးစီးပွားရေးပညာရှင်လည်းမဟုတ်ဘူးကျွန်တော်ကိုဘာကြောင့်ထူးထူးဆန်းဆန်းဖိတ်ရတာလဲဆိုပြီးသူမေးပါတယ်မိတဲ့ခါမှာနိုင်ငံတော်သမ္မတJohn F. Kennedy က Mr. Paul Tillich I want America to be a nation under God Mr. Paul Tillichကျွန်တော်ဟာဒီအမေရိကန်နိုင်ငံကိုဖယားခင်ရဲ့လက်အောက်မှာချစ်ချင်းမေတ္တာတရားမျှတခြင်းတယောက်နဲ့တယောက်ယူတီလေးစားချက်ဖယားခင်ရဲ့လက်အောက်မှာအသက်ရှင်တော်နိုင်ငံဖြစ်စီခြင်းတဲ့အတွက်ကြောင့်ခင်များကိုခေါ်ဖိတ်ရခြင်းဖြစ်ပါတယ်လို့သူပြောပါတယ်ဒီညကျွန်တော်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်ရီဝမ်ထျုံချင်းပြည်နယ်ရဲ့ဝန်ကြီးချုပ်ဦးစလိုင်းလျံလွယ်ဂုဏ်ပြုတဲ့အခါမှာကျွန်တော်တော့ဒါကိုပဲပြောချင်ပါတယ်မြန်မာပြည်နဲ့တကွမြန်မာပြည်မှာနေထိုင်တဲ့လူများအားလုံးချင်းပြည်နယ်မှာရှိတဲ့ချင်းလူမျိုးများအားလုံး to be the people under God ဖယားခင်ရဲ့လက်အောက်မှာတက်ရှင်လှုပ်ရှားနေထိုင်ကြတဲ့လူမျိုးဖြစ်ကြပါစေဆိုတာဆုလည်းတောင်းချင်ပါတယ်မှာလည်းမှာကြချင်ပါတယ်ဆုတောင်းကြရအောင်ဝိရိယတတ္တဝါအလုံးကိုဖန်ဆင်းကယူပအယူပစီစီတမြအလုံးကိုဖန်ဆင်းလက်စောင့်ထိန်တော်မူတော်မိတာရရှင်ဖဖယားခင်ကိုရောစင်ဒီချင်းလူမျိုးများတို့ဤတမိုင်းကိုပဲ့ကင်တော်ဖယားပဲ့တင်တော်ဖယားဖြစ်ပါ၏ဤညကိုရောစင်ချင်းပြည်နယ်ချင်းလူမျိုးများအတွက်ပေးထားတော်ကျွန်ုပ်ကောင်းဆောင်ကြီးဦးစလိုင်းလျံလွယ်အားကိုရောရှင်ကောင်းကြည်ပြီးတော်မူပါသူအားအတိတ်တော်ယူပါယုံအတိတ်တော်ဝိညာဉ်ခေါ်နာအတိတ်တော်ကိုယ်ကာယကျင့်မှာခြင်းစိတ်ဒုက္ခကာယဒုက္ခချပြီးတော်မူပါသူနဲ့ဆက်ဆိုင်တော်အိမ်ထောင်မိသားစုကိုရောရှင်ကောင်းကြည်ပြီးပါမနုဿလူသားများဖြစ်တော်ကြောင့်ယံဖာယံခါဝန်းနေခြင်းစိတ်ပြတ်ခြင်းအားငယ်ခြင်းရှိမိဖြစ်ပါ၏
ကိုရောမြတ်ဖရာခွန်အားပေးပါသူနဲ့တကွလို့ဖို့ဆောင်ပဲများဖြစ်တော်ဝန်ကြီးများကိုယ်စလင်များအားလုံးနဲ့ဤချင်းပြည်၌ဌာနတီတီတွင်အမှုထမ်းနေတော့ကိုရရှင်သားသမီးများကိုလည်းကောင်းချီးပေးပါဖရာကိုတော်ရှင်ပြီးတော့ဝန်ကြီးချုပ်ဦးစလိုက်လျင်လွယ်အားဖြင့်ချင်းပြည်နယ်ဒီတနစ်တချာတိုးတဲ့ကြီးပွားကကိုတော်ရှင်ဤချစ်ချင်းမေတ္တာကိုတော်စေတရားမြတ်တာချင်းကိုတော်ရှင်ဤညီတဲ့ချင်းနဲ့တကွာတာယာဝပြောချင်းမျိုးကိုလည်းကိုတော်ရှင်ချက်ပြီးတော်မူပါကိုတော်စေသားကြီးသူ၏အိမ်ထောင်မိသားစုကောင်းချီးပေးတဲ့အကောင်းဆုံးချင်းပြည်နယ်ကိုလမ်းပြဦးဆောင်နိုင်တော်မိသားစုဖြစ်စီပါမြေကြောင်းဤစုများကိုတောင်းလျှောက်တဲ့အခါမှာတပါးတီတော်သားတော်ဖြစ်တော်၏မဟာနာမတော်မြတ်၌ရိုးတည်လေးမြတ်စွာဆုတောင်းပတ္ထနာပြုပါရဖဖရာအာမင်ဂုဏ်ပြုတော်ဝန်လွှာများလက်ခံပေးသွားပါသောချင်းပြည်နယ်ဝန်ကြီးချုပ်ဘူးစလိုက်လန်လွယ်နှင့်တကွာဂုဏ်ပြုလွှာအသီးသီးကိုပေးအပ်ပေးသွားပါသော Reverend Wen Khap Pao Evan Thang Thang Reverend Peter Wen Zung နှင့်ဆုတောင်းပေးသွားပါသော Dr. Simon Pao Khan and တို့အားကျေးဇူးအထူးတင်ရှိပါရရှင်ဧည့်သည်တော်များရှင်အခုဆက်လက်ပြီးတော့ကျမတို့ရဲ့ဒီနေ့ဂုဏ်ပြုအစီအစဉ်ကိုကြွားရောက်အားပေးချီးမြှင့်တဲ့ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနဲ့လွှတ်တော်ကိုယ်စားလှယ်များအားအမှတ်တရလက်ဆောင်ပေးအပ်မဲ့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်အမှတ်တရလက်ဆောင်ပေးအပ်ပေးပါရန်ဟာခါမြို့နယ်အသင်းဥက္ကဋ္ဌဦးကျုံလှိလျံအားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်အမှတ်တရလက်ဆောင်လက်ခံရယူပေးပါရန်ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဆွေထျောအားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်ဟုတ်ကဲ့ဆက်လက်ပြီးတော့ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ကြီး Isaac Ken စီပင်ဝင်ကြီးအားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်အမှတ်တရလက်ဆောင်လက်ခံရယူပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ဆက်လက်ပြီးတော့အမှတ်တရလက်ဆောင်ပေးအပ်ပေးပါရန် Reverend Dr. Maurice Liana General Secretary of Myanmar Evangelical Christian Alliance လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်အမှတ်တရလက်ဆောင်လက်ခံရယူပေးပါရန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးငွန်ဟိအားလေးစားစွာဖြင့်ပန်ကြားအပ်ပါရရှင်ဆက်လက်ပြီးအမှတ်တရလက်ဆောင်လက်ခံရယူပေးပါရန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစင်အော်အားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်
ဆက်လက်ပြီးအမှတ်တရလက်ဆောင်လက်ခံရယူပေးပါရန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဂျင်ကမ်လျန်အားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင် အမတ်တရလက်ဆောင်ပေးအပ်ပေးပါသော Reverend Dr. Maurice Liana အားအထူးပဲကျေးဇူးတင်ရှိပါရရှင်။ဆက်လက်ပြီးအမတ်တရလက်ဆောင်ပေးပါရန် Reverend Dr. Pasang ဗေဒနိကဓမ္မတက္ကသိုလ်ကျောင်းအုပ်ကြီးအားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်။ အမှတ်တရလက်ဆောင်လက်ခံပေးပါရန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒီဂျင်ငိတ်မောင်အားလေးစားစွာဖြင့်စင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါရရှင် ဆက်လက်ပြီးအမှတ်တရလက်ဆောင်လက်ခံပေးပါရန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လဲမင်းထန်အားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင် ဆက်လက်ပြီးအမှတ်တရလက်ဆောင်လက်ခံပေးပါရန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝက်ထင်အားစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါရရှင် ဟုတ်ကဲ့အမှတ်တရလက်ဆောင်ပေးအပ်ပေးပါတော့ဒေါက်တာပါဆန်းအားအထူးပဲကျေးဇူးတင်ရှိပါရရှင်အမှတ်တရလက်ဆောင်ပေးအပ်ပေးပါရန်ဥဘိုကျုံဒုတိယညွှန်ကြားရေးမှူးရန်ကုန်မြို့တော်စီပင်သားရရေးကော်မတီအားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်အမှတ်တရလက်ဆောင်လက်ခံရယူပေးပါရန်ရခိုင်ပြည်နယ်ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစလိုင်းပုံစုပွေအားစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါရရှင်အမှတ်တရလက်ဆောင်လက်ခံပေးပါရန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စလိုင်းမြို့ထိုက်အားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်ဆက်လက်ပြီးအမှတ်တရလက်ဆောင်လက်ခံပေးပါရန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်အောင်အားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်ဆက်လက်ပြီးအမှတ်တရလက်ဆောင်လက်ခံပေးပါရန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါထန်အားစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါရရှင်
ဆက်လက်ပြီးအမှတ်တရလက်ဆောင်လက်ခံပေးပါရန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကမ်ခန်ထန်အားစင်မြင့်ထက်သို့လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်အမှတ်တရလက်ဆောင်ပေးအပ်ပေးပါသောဦးဘွိုးကျွန်းဒုတိယညွှန်ကြားရေးမှူးရန်ကုန်မြို့တော်စီပင်သားယာရေးကော်မတီအားအထူးပဲကျေးဇူးတင်ရှိပါရရှင်အခမ်းအနားအစီအစဉ်နံပါတ်7အရာကျေးဇူးတင်စကားပြောကြားမယ့်အစီအစဉ်ဖြစ်ပါတယ်ကျေးဇူးတင်စကားပြောကြားပေးပါရန်ဂုဏ်ပြုပွဲအခမ်းအနားအလုပ်အမှုဆောင်တွဲဖက်အထွေထွေအတွင်းရေးမှူးအခမ်းအနားမှူးလည်းဖြစ်တဲ့ဦးပါချူငါYZTP President, Young Zofa Organization of Myanmar President အားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်ရှေးဦးစွာကျွန်တော်တို့အခုလိုကွန်ပျူတာပွဲအစီအစဉ်ပြုလုပ်နိုင်ဖို့ရန်အတွက်မြို့နယ်ကိုစားပြုတဲ့ခေါင်းဆောင်၃ဦးစီကျွန်တော်တို့ခေါ်ယူပါတယ်ခေါ်ယူပြီးတော့ကျွန်တော်တို့စီဝေးဘယ်လိုလုပ်ဂုဏ်ပြုခြင်းအစီအစဉ်ကိုပြုလုပ်ကြမလဲဆိုပြီးမှတိုင်ပင်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီတက်ရောက်လာတဲ့လူ54ယောက်မြို့နယ်စုကနေကျွန်တော်တို့ပွဲပြမြောက်ဖို့၄ဦးကိုရွေးချယ်ပါတယ်အဲ့ဒီလိုရွေးချယ်ပြီးတော့လည်းအဲ့ဒီ၄ဦးကနေကမကထပြုပြီးတော့ကျွန်တော်တို့ဒီ second line မှာထိုင်နေတဲ့ကျွန်တော်တို့ဒီလိုပွဲပြမြောက်ဖို့ရန်အတွက် sponsor ပေးကြတဲ့ကျွန်တော်တို့ချင်းလူမျိုးနွယ်စုညီကိုမောင်နှမများကိုလည်းကျွန်တော်ဒီကနေကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ပြီးတော့ကျွန်တော်တို့ဒီ sponsor တွေနဲ့ကျွန်တော်တို့ငွေရေးကြီးအနေထားရဲ့ဟောကမငားမဲ့စီစဉ်ရဲ့ကျွန်တော်တို့ဖိတ်စာပိတ်ကြားခြင်းစီစဉ်တွေအကုန်လုံးကိုကျွန်တော်တို့အချိန်ပေါင်းမြောက်များစွာကျွန်တော်တို့အစည်းအဝေးခေါ်ပြီးမှထိုင်ကြပါတယ်အဲ့ဒီအချိန်မှာလည်းကျွန်တော်တို့အထူးသဖြင့်ဒီထဲမှာဖက်ဖက်ကနေမျိုးနွယ်စုကိုစားမတယောက်သည့်တိုင်အောင်ကျွန်တော်တို့နောက်တန်းဘက်ကနေ idea မျိုးနဲ့ပေးပြီးမှဝိုင်းဝန်းအကြံပေးကြတဲ့ကျွန်တော်တို့မျိုးနွယ်စုအသီးသီးကကျွန်တော်တို့လူကြီးတွေကိုလည်းကျွန်တော်တို့ကျေးဇူးတင်စကားပြောကြားချင်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့ဒီထဲမှာအခုလိုပြုလုပ်နိုင်အောင်ကျွန်တော်တို့ကိုအစည်းအဝေးရင်ဆုံးခေါ်ယူပြီးကျွေးမွေးတဲ့ကုန်ကြငွေကိုခံပေးတဲ့ကျွန်တော်တို့ amazing company ကကျွန်တော်တို့ဆရာခန့်ကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ခုလိုပွဲပြမြောက်ဖို့ရန်အတွက်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံတော်ဒုတိယသမ္မတကြီးပူခန်ဒီဗန်ချောတို့အိမ်ကိုကျွန်တော်တို့တွားဖို့ကားတွေနဲ့စီစဉ်တယ်ပြီးရင်ဆက်သွယ်ရေးပိုင်းကိုတာဝန်ယူပြီးမှကျွန်တော်တို့ဆောင်ရွက်ပေးတဲ့ကျွန်တော်တို့ဆရာပီတာကိုလည်းကျွန်တော်တို့ပြီးတော့ဆရာပီတာနဲ့ကျွန်တော်တို့ event လောငါကိုလည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီလိုပြမြောက်ဖို့ရန်အတွက်ကျွန်တော်တို့ငွေရေးကြေးရေးကိုအထူးသဖြင့်ဒီကော်မတီ၄ဦးကနေပြီးမှကမကထပြုပြီးမှမျိုးနွယ်စုတွေအသီးသီးတွေစီမှာကျွန်တော်တို့ငွေရေးကြေးကိုကောက်ခန်းတာရန်ကုန်မြို့မှာဆိုအင်မတန်ခက်ခဲပါတယ်ဒါပေမဲ့ဒီပွဲပြမြောက်ပွဲအတွက်ကျွန်တော်တို့မျိုးနွယ်စုကိုစားထည့်ဝင်ကြတဲ့လူတွေအားလုံးကလည်းစေရောကိုပါကျွန်တော်တို့အားတက်ရောကျွန်တော်တို့ကိုပါဝင်တက်ပေးလို့လည်းအထူးကျေးဇူးတင်တဲ့အကြောင်းကျွန်တော်တို့ပြောကြားလိုပါတယ်ပြီးတော့ဒီအစီအစဉ်မှာကျွန်တော်တို့ကိုအခုလိုမအားမလတ်ပဲနဲ့အလုပ်များနေတဲ့ကျွန်တော်တို့နိုင်ငံတော်ဒုတိယသမ္မတကြီးပူဟန်ချုံနဲ့ဇနီးမိသားစုပေါ်မှာကျွန်တော်တို့ကျေးဇူးတင်တယ်လို့ကျွန်တော်ချင်းပြည်နယ်ဝန်ကြီးချုပ်ပူစလိုင်းလင်လွယ်ပေါ်မှာလည်းမိသားစုပေါ်မှာလည်းကျေးဇူးထူးတင်ရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒီပွဲကိုကျွန်တော်တို့ဖိတ်ကြားပေးတဲ့နေရာမှာကျွန်တော်တို့အလုပ်များနေတဲ့ကြားထဲကနေကျွန်တော်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ဇနီးပေါ်မှာလည်းကျေးဇူးတင်ပါတယ်ပြီးတော့ NLD နာယကဖြစ်တဲ့ဘဘဦးတင်ဦးနဲ့ဇနီးပေါ်မှာလည်းကျွန်တော်တို့ထူးကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီပွဲကိုကျွန်တော်တို့မစတင်ခင်မှာဖြောပြရေးပိုင်းကနေဆိုတော့ပြတဲ့ကျွန်တော်တို့အမှုပညာရှင်အဆိုတော်များကိုလည်းကျွန်တော်တို့အထူးပဲကျေးဇူးတင်ရှောင်းပြောကြားလိုပါတယ်
ပြီးဒီပွဲကိုတက်ရောက်ပေးတဲ့ကျွန်တော်တို့ချင်းပြည်နယ်ဝန်ကြီးများပြီးရင်လွတ်တော်ကိုယ်စားလှယ်များပုံမှန်လဲကျွန်တော်တို့ဒီပြည်မြောက်ရေးကော်မတီကိုစားပြုကျေးဇူးအများကြီးတင်ကြောင်းပြောကြားလိုပါတယ်ပြီးရင်အထူးသဖြင့်ဒီပွဲပြည်မြောက်ပွဲအတွက်ဂုဏ်ပြုဖို့ရန်အတွက်လာရောက်ပေးတဲ့ဒီနေ့မှာတက်ရောက်တဲ့အားလုံးဒီနေ့တက်ရောက်လာတဲ့ကျွန်တော်တို့ချင်းညီကိုမောင်နှမများဒီကမ်းမရမှာရှိနေတဲ့လူအားလုံးပေါ်မှာကျွန်တော်တို့ပြည်မြောက်ရေးကော်မတီကိုစားကျေးဇူးများတင်ပါတယ်လို့ပြီးကျွန်တော်တို့အနောင်စာတွေလည်းကျွန်တော်တို့စီဝေးအစီအစဉ်ကိုမျိုးမျိုးကျွန်တော်တို့ရေးဆွဲတယ်တိုးတော့အနောင်စာတွေကနေအလှပဆုံးဖြစ်အောင်ချောမှုပြည့်သွားအောင်ကျွန်တော်တို့တာဝန်ယူပြောကြားပေးတယ်ကျွန်တော်တို့အနောင်စာမဆွန်စင်းမှန်နဲ့ကျွန်တော်တို့မဂိုလ်ဒန်နေပုံမှာလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စကားပြောကြားပေးပါတော့ဥပချုံးကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျွဲရောက်ချင်းမြင်လာနိုင်ကြပါသောဂုဏ်သိရှိလူကြီးမင်းများရှင်တည်ခင်းထားသောဂုဏ်ပြုညစာများအတွက်ဆုတောင်းပေးပါရန် Reverend Dr. Timothy Suleiman President of Biblical School of Theology ကိုမေတ္တာဖြင့်ခေါ်ဖိတ်ပါရရှင် ဒီနာအတွက်ဖျားသခင်ထံတော်သို့ဆုတောင်းကြပါစို့ Our gracious Heavenly Father, we thank you for all the things that you have done for we the Chin people and for the people of Myanmar. You are the living God, you are the God of Abraham, you are the God of Isaac, you are the God of Jacob, and you are the God of Chi. We worship you, we adore you, and we praise you tonight. And we thank you for this historic event for we the Chin people. As having finished our precious Thanksgiving service tonight, it is time for dinner. I pray that you will bless the donors and the committee who arranged for this special service and program. Also, we pray that you will bless the food and the drink. We give you thanks and glory. We pray with thanksgiving in Jesus' precious name. Amen. Celebrate ဂုဏ်ပြုပွဲအခမ်းအနားအပိတ်ဆုတောင်းပေးပါရန် ကျွန်တော်တို့ဆုတောင်းပေးခဲ့ကြတော့ကျွန်တော်တို့နိုင်ငံခေါင်းဆောင်များအားလုံးအတွက်လည်းကိုရရှင်ကောင်းချီးဖြစ်စေတော်မူပါကိုရရှင်ဘုရားဒီအစီအစဉ်တွေပါဝင်လူဒန်းကြတော့သူအရောက်စီတိုင်းကိုလည်းယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်သူတို့ကိုကောင်းချီးပေးပါခမဲတော်ဘုရားမကုံမဆုံးနိုင်တော့ချစ်ချင်းမေတ္တာယေရှုဘုရားရဲ့ကယ်တင်ခြင်းဆုကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့နေ့စဉ်လမ်းပြပူဆောင်ခြင်းဒီခနေ့မြမလာရောက်ကြတော့သူအရောက်စီတိုင်းအပေါ်၌ကာလအစဉ်မြဲတက်ရောက်တည်ရှိတင်နေပါစေတော်အာမင်အပိတ်ဆုတောင်းပေးတော်ပါတော့ Reverend Dr. Tumchewa အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ချစ်ခင်လေးစားအပ်ပါတော့ဂုဏ်သိရှိလူကြီးမင်းများရှင်ညစာများသုံးဆောင်နေတဲ့ချိန်မှာနိုင်ငံတော်ကျော်အဆိုတော်များရဲ့ကွန်ပျူတာသချင်းများဖြင့်ဖြောပြတင်ဆက်ခြင်းကိုလည်းဆက်လက်နားဆင်ခံစားနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါရရှင်အခမ်းအနားသို့ကြွရောက်အားပေးပါသောလေးစားအပ်ပါသောဒုတိယသမ္မတဦးဟင်နရီဗန်တီယိုနှင့်ဇနီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဘဘဦးတင်ဦးနှင့်ဇနီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီးချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းလျက်လွယ်နှင့်ဇနီးရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများချင်းတိုင်းရင်းသားရေးရာဝန်ကြီးများလွှတ်တော်အမတ်များငြိမ်းချမ်းရေးမှူးများအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ sponsors များ
မြို့နယ်အသီးသီးမှတက်ရောက်လာသောချင်းတိုင်းရင်းသားများဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းထပ်လောင်း၍ပြောကြားပါစေရှင်။ဒီကနေ့ကျမတို့ကျင်းပတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်တီယိုနှင့်ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးစလိုင်းလျံလွယ်တို့အားချင်းအမျိုးသားကိုယ်စားလှယ်များမှတွေ့ဆုံဂုဏ်ပြုညစာစားပွဲအစီအစဉ်အောင်မြင်စွာပြီးဆုံးကြောင်းကြေညာပါစေရှင်။ဆက်လက်ပြီးတေခင်အခမ်းသောဂုဏ်ပြုညစာကိုအားလုံးအတူတကွပျော်ရွှင်စွာမြိန်ရှက်စွာဂုဏ်ယူစွာဖြင့်သုံးဆောင်တော်မူကြပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်ချစ်ခင်လေးစားအပ်ပါသောဂုဏ်ပြုပွဲလာရွှေပွဲလာဧပရိသတ်များရှင်ယခုချိန်မှစပြီးတေဂိတာများနဲ့ဂုဏ်ပြုဖြိုးဖြည့်ခြင်းအစီအစဉ်ကိုစတင်ပါတော့မယ်ရှင်ဥစွာပထမနိုင်ငံကျော်အဆိုတော်ဖြစ်တဲ့အဆိုတော်ချောစုခင်အားဒေသချင်းဖြင့်ဖြောပြတင်ဆက်ပေးပါရန်ဖိတ်ကြားအပ်ပါရရှင်
Now we are not afraid, although we know there's much to do. We will move the mountains long before we knew we could. Oh, yes, there can be miracles when you believe. Though hope is frail, it's hard to keep. Who knows what miracles you can achieve when you believe? Somehow you will when you believe. In this time of fear, where prayer so often proves empty, hope seems like a summer birds too swiftly flown away. But now I'm standing here, my heart's so full I can't explain, seeking faith and speaking words I never thought I'd say. There can be miracles when you believe. Though hope is frail, it's hard to kill. Who knows what miracles you can achieve when you believe? Somehow you will. You will when you believe. And they don't always happen when you ask. And it's easy to give in to your fears. Oh, but when you're blinded by the pain, can see your way clear through the rain. It's more than still, but still your voice takes hope is very near. When you believe, though hope is frail, it's hard to kill. Yeah. Who knows what miracles you can achieve when you believe? Now, you will when you believe. Oh, you will when you believe. Just believe. You will when you believe. Thank you. Not to the one who
Gets my getting yes, I did. Coming one day to your door. Listening all she got. Oh, you're seeing me to your name. Knowing never to you. Oh, we was it, how I am. Take that to it. Not to be my.
ကိုရောကြောင့်သာကျွန်တော်ဖြစ်တည်ကိုရောသာမရှိရင်ကျွန်တော်လည်းမရှိကိုရောသာအစားနဲ့ဆုံးဖြစ်ပြီးတကယ်ဆိုရင်ကျွန်တော်မှဘာမှမရှိဘယ်တော့မှမဆုံးဖြစ်ခဲ့ဘူးဘဝရဲ့မုန်းတိုင်းချမ်းသာလေအမျက်စင်တိုင်းပို့ဆောင်ဝေးဒီမုန်းတွေမှာကိုရောချီရောက်တကယ်ဆိုကျွန်တော်ကတော့ရပါကိုရောချီစုရုပ်ကမဆုံးဘူးတကယ်ဆိုကျွန်တော်ကတော့ရပါတကယ်ယူနာချာJe n'ai dit que çaကိုရောကြောင့်ငါကျွန်တော်ဖြစ်တည်ကိုရောသာမရှိရင်ကျွန်တော်လည်းမရှိကိုရောသာအစားနဲ့အဆုံးဖြစ်ပြီးတကယ်ဆိုရင်ကျွန်တော်မှဘာမှမရှိဘယ်တော့မှမဆုံးဖြစ်ခဲ့ဘူးဘဝရဲ့မုန်းတိုင်းချမ်းသာလေအမျက်စင်တိုင်းပို့ဆောင်ရဲ့ဒီမုန်းတွေမှာကိုယ်တော်ချီရောက်တကယ်ဆိုကျွန်တော်ကတော့ရပါကိုယ်တော်ချီစုရုပ်ကဆုံးတကယ်ဆိုကျွန်တော်ကတော့ရပါJe n'ai dit pour ça Pero mamma sto piegando Why am I gently? I'm missing I put some game. Game on demo, put a chin out. I guess what you know what don't yapa. Go to Jesus, you come so rude. I guess what you know what don't yapa. Game on demo, go to chin out. Guess what you know what don't yapa Go to Jesus, you got so rude Guess what you know what